ထိုသာအလုံးအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ကြီးညာထားတဲ့တရားနာ၍ငိုရသည်ဆိုတဲ့ဇတ်တော်ကြီးကိုဘုန်းကြီးစပြီးဟောတော့မှာဖြစ်ပါဒီကနေ့ဘုရားကိုယ်တော်မြတ်ဓမ္မစကြာတရားဟောပြီးလို့ရာဇကြိုရောက်လို့3ရက်မြောက်တဲ့နေ့ဆိုကြပါစို့အဲ့ဒီနေ့မှာဘယ်သူတွေရောက်လာသလဲရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ရောက်လာကြရှင်သာရိပုတ္တရာရဲ့မေတော်ကြီးသည်မိစ္ဆာဒိဋ္ဌိဖြစ်နေတော်လဲသားတော်ကြီးရဲ့တရားကိုနာရမှာမြည့်ရကြရလို့တရားနာ၍ငိုရသည်လို့ဘုန်းကြီးအမိတတ်ထားခြင်းဖြစ်ပါရှင်သာရိပုတ္တရာရဲ့အဖေနဲ့အမေကဝင်ကန္တပုံနာကြီးနဲ့သာရီပုံလေးမှာဝင်ကန္တပုံနာကြီးသာရီပုံလေးမှာယူပသာရီလို့လည်းခေါ်ပါတယ်ရကောင်းတယ်ရူပသာရီပေါ့မှန်နော်အဖေဝင်ကန္တအမေသာရီပုံလေးမှာအဖေကဘယ်သူပါလဲအမေကမွေးချင်း9ယောက်ရှိမွေးချင်း9ယောက်ဆိုတာဝင်ကန္တနဲ့သာရီပုံလေးမှာကမွေးထားတဲ့သားသမီး9ယောက်ပြောတာရှင်သာရိပုတ္တရာမွေးချင်းယောက်ျား4ယောက်မိန်းကလေး3ယောက်ယောက်ျား4ယောက်ကဥပတိတ္တဥပသေနစုံဒယေဝရသား4ယောက်စာလာရဲ့ဥပစာလာရဲ့တီသူပစာလာရဲ့သမီး3ယောက်ပေါင်း9ယောက်ယောက်ျား4ယောက်ဘုန်းကြီးပြောဦးမယ်မှတ်စမ်းပါဥပတိတ္တဥပသေနစုံဒယေဝရပြောကြည့်စမ်းပါဟုတ်ပြီမိန်းကလေး3ယောက်ပြောစာလာရဲ့ဥပစာလာရဲ့တီသူပစာလာရဲ့လာပါပြီစာရီတပြုံကြီးစာလာရဲ့ဥပစာလာရဲ့တီသူပစာလာရဲ့ပြောကြည့်စမ်းစာလာရဲ့ဥပစာလာရဲ့တီသူပစာလာရဲ့3ယောက်ဘောင်းဘယ်နှယောက်တော့9ယောက်ပေါင်းတော့လေအကုန်လုံးပေါင်းလိုက်တော့9ယောက်မန္တလေးကဒကမတွေကြတော့ပါတယ်အကုန်လုံးမဆိုတတ်တော့အဖျားရီတတ်စာလာစဘာခင်းနေကုန်ကြကြီးစာကြီးလာနေပိုင်းမှတ်မိပါပြီဥပတိတ္တဆိုတာရှင်သာရိပုတ္တရာအလောင်းအကြီးဆုံးပေါ့သူ့တငယ်ချင်းကမောဂလိပုံလေးမကြီးကမွေးဖွားတဲ့ကောလိတာလို့ဒီလိုခေါ်ပါတယ်နာလကရွာကြီးမှာအကြီးဆုံးဖြစ်တဲ့ဥပတိတ္တအကြောင်းပြုပြီးတော့မှဲ့လို့ဥပတိတ္တအယတ်မှာဖွားတဲ့ရှင်သာရိပုတ္တရာအလောင်းရှင်မောဂလန်အလောင်းကောလိတကိုအမိပြုပြီးတော့ကောလိတအယတ်ဒါကြောင့်ဥပတိတ္တနဲ့ကောလိတတငယ်ချင်း2ယောက်အရွယ်ရောက်တော့လဲအိမ်တော်မပြုကြဗိမိသာရမင်းကြီးရဲ့တောင်ထိပ်နဲ့ခတ်ပွဲတော့ပင်သွားပြီးတော့ပျော်ပါကြရှင်မရင်ကျင်းပတဲ့ပွဲကိုလက်ခတ်ဆုံးတဲ့တစောင်းမုံမြူတိန်ကင်းတဲ့တစောင်းမုံလားဒါကြောင့်စာရေးဆရာများရေးကြမြောက်လင်းငယ်တွင်ဟင်မလို့ငွေနှင်းငါဆိုရေးဘူးလားပြိဿရေးပါပါဗျာ
ရှုတိုင်းနဲ့ပြောရွှေကြီးညိုတရားနဲ့အမလေးဥလာသိန်းတပြားဖွင့်နာထောင်ကြပါပါတယ်အဲ့ဒီထဲမြူတိတ်ကင်းတဲ့တဆောင်မုံလာလို့ဆိုပေမဲ့လို့ခမည်းတော်ကျွတ်တို့ရဲ့ခေအခါကြမှာကြီးတလုံးမှမပေါ်တဲ့တဆောင်မုံလာကြီးတွေကြုံခဲ့ကြပါပြီလက်ခအသွားအလာကြည့်ဖို့တောင်ဘေးရင်ဆရာကြီးခဲရင်းသွားဖောက်ပြန်နေပြိဿလူတွေဖောက်ပြန်တော့ဥရုတွေလည်းဖောက်ပြန်နေအသေးနှမ်းတွေလည်းဖောက်ပြန်ကုန်ပြီစီးပွားရေးတွေလည်းဖောက်ပြန်ကုန်ပြီတရားရှိကြပါမှခမည်းတော်ကျွတ်တို့ရလာတဲ့ဘဝချမ်းသာကြမယ်အဲ့ဒီပွဲလန်းသဘင်ကြီးသွားပြီးတော့ပြောကြရှင်သာရိပုတ္တရာအလောင်းမပြောနိုင်ဘူးဘယ်ပြောနိုင်မလို့တရားနာပြိဿပွဲကြည့်တဲ့လူတွေကို तू ကြည့်လိုက်ပွဲကြည့်တဲ့လူတွေကြည့်လိုက်တော့တဲပြောကြပါလားဒီလူတွေမသိရတော့ဘူးလို့နဲ့တဲပြောကြပါလားဟောဒီလှုပ်လှုပ်ရွရွနဲ့ပွဲကြည့်နေတဲ့လူမှန်သမျှတနေ့အကုန်သေးရမယ်ဥပတိတ်တမင်းကိုဒီလန်းလွတ်မလားမလွတ်ဘူးမင်းလည်းသိရလောကကြီးသေတဲ့နေရာရှိရင်မသေတဲ့နေရာရှိရပါလိမ့်မယ်မသေးတဲ့တရားကိုရအောင်ရှာခြင်းနဲ့မသေးတဲ့နေရာကိုငါရောက်အောင်သွားခြင်းနဲ့တန်ဝေကပွဲကြည့်ရင်ပေးသားကြီးပွဲကြည့်ရင်မြန်ဒီတန်ဝေကမျိုးခမည်းတော်ရဘူးသလားရပါဘူးပွဲသွားကြတဲ့ကဟိုစိတ်နဲ့ဘာစိတ်တုံးအဲ့ဒီစိတ်ဆိုတာလေအဟွာစိတ်ဘယ်တန်ဝေကမှမပါဘူးပွဲကြည့်တတ်တော့ဘာဝနာတဲ့တချို့ကပွဲကြည့်သွားကြတဲ့ကဒီခေတ်ကလူတွေဘယ်ဘာဝနာမှမဘာဝနိုင်ဘူးဒါတော့ခဲရင်သွားပြီကာမသတ္တဝါတွေကာမအရေးရောင်တွေလွှမ်းမိုးနေတဲ့အချိန်ကိုကြည့်အခုတရားနာပြိဿပွဲကြည့်ရင်တန်ဝေကဖြစ်မပြောဘူးကောလိတထွက်လာဟေးတငယ်ချင်းဥပတိတ်တဘာလဲကွာမင်းမှိုင်လာကြည့်လားကွာဟိုမှာမင်းသမီးလေးကကောင်းတာလာပါကွာမင်းသမီးနာကတ်ကောလိတလှလိုက်တာကွာပြောပါနဲ့တော့အကလည်းကောင်းလိုက်တာဟိုကလည်းမင်းသမီးဆိုတော့အငိမ့်စဉ်တော့တခုံလုံးသူမရောက်တဲ့နေရာမရှိပါမျက်စာလေးပြစ်လိုက်မေးကလေးငေါ့လိုက်ဒါကြောင့်မောင်မင်းကြီးသားတွေပွဲပြီးလည်းမပြန်နိုင်တာပေါ့ဝစားလဲပြီးတောင်မပြန်နိုင်ဘူးမင်းသမီးကအဆွဲကောင်းတယ်လေမေးစီလေးလက်ညှိုးနဲ့ချိတ်လို့ဘာပြောတယ်ထင်ဝက်ကပြီးရကိုလိုက်ဖို့မလားဆိုအမေသူပြောတာလူလူငါပြောတာလူလူငိမ့်စင်တော့ကလူတွေဦးကြောင်ကြောင်ဖြစ်ဒီတဲ့ဟိုကထကြော့လိုက်သေးမပို့ရင်မဲအကိုရင်နဲ့တကယ်ပြစ်လဲလိုက်မယ်ဆိုဝေါ်ကနေနေတာပေါ့ကွာပြင်ဝင်နဲ့ပြစ်လဲမယ်ဆိုလို့ဒါကြောင့်အဝတ်လဲပြီးတောင်မပြတ်နိုင်ဘူးတို့ဘုန်းကြီးတွေကြတော့မေးစီလက်ညှိုးနဲ့မချိတ်နိုင်တော့လဲဒါပတိတောင်းမှုမဆိုလိုပါဘူးတချို့နေရာတွေပြောပါဒါကြောင့်တရားနာပရိသတ်ရေကြည်အခုဟိုမှာပွဲကြည့်ရင်မေးစီလေးလက်ညှိုးနဲ့ချိတ်ပြတော့ကောလိတကြီးကလာပါကွာလှလိုက်တာငါမကြည့်ချင်ဘူးတငယ်ချင်းရာမင်းမိုက်လာကြည့်လားကွာမင်းဘယ်သူနဲ့ရဖြစ်တော့မွေးကလေးကမင်းရှိငါရဖြစ်တာတွေ့ဘူးသလားရဖြစ်လို့မဟုတ်ပါဘူးကွာမင်းမေကများစူလွတ်လိုက်တာစူပါဘူးကွာငါမေကမစူပါဘူးမင်းဘာဖြစ်လို့မိုက်အေးငါမိုက်တာဒီလိုကွာဟောဒီပွဲကြည့်နေတဲ့လူတွေမသေးတဲ့လူပဲနှစ်ယောက်ပါပါမင်းလည်းအကုန်လုံးသေးကြမှာပေါ့ကွာဒါပြင်မင်းနဲ့ငါနဲ့ကောဒီသေးတဲ့လူတွေရဲ့လမ်းလွတ်မလားဘယ်လွတ်မလဲကွာတို့လည်းသေးကြမှာပေါ့အေးထားကြောင့်လောကကြီးသေးတဲ့နေရာရှိရင်မသေးတဲ့နေရာလည်းရှိလိမ့်မယ်တငယ်ချင်းအသေးမလွတ်တဲ့လောကကြီးတဲ့ငါမပြောနိုင်ဘူး
မသေးတဲ့တရားကိုရအောင်ရှာခြင်းနဲ့မသေးတဲ့နေရာကိုငါရောက်အောင်သွားခြင်းတဲ့ဟေးဟေးဒါဖြင့်မင်းအကြံကောင်းငါလင်းလိုက်မယ်ဟောပေါင်းမိသွားတပတ်250စီနဲ့တကွယသိယဟန်ဝကြပရပယဟန်နေပေါ့မသေးတဲ့တရားရရင်လုံးလို့ရှောက်ပြီးတော့ဆရာရှာလိုက်တာတကယ်သိသိဆရာကြီးထံရောက်သွားဒိဋ္ဌိကောင်းဆောင်ကြီးသိသိဆရာကြီးထံရောက်တော့သိသိဆရာကြီးသင်ပေးတဲ့ပညာတွေအကုန်တက်ဉာဏ်ကသိကောင်းဆရာကြီးပညာဒါပဲလားဒါပဲကွာတဲ့မင်းတို့ကဉာဏ်တဲ့ကောင်းဘာပညာအကုန်ပဲဒါဖြင့်ဆရာကြီးပညာလည်းမသေးတဲ့တရားမဟုတ်ထွက်ရှာကြစို့လို့တငယ်ချင်း2ယောက်ထွက်ရှာကြသူတို့မေးတဲ့ပြဿနာကိုတိုင်းသူပြည်သားကမဖြေနိုင်တိုင်းသူပြည်သားမေးတဲ့ပြဿနာကိုပဲလင်သူတို့ကဖြေနိုင်ခဲ့သည်တွေ့သေးဘူးဆရာဒီကနေ့တော့1ယောက်တလွဲလမ်းခွဲပြီးတော့ရှာကြဘုရားကိုယ်တော်မြတ်ကလည်းရာဇကျိုးရောက်ပြီလို့3ရက်မြောက်တဲ့နေ့ပြေဆောင်ဝက်ကီ9ဥမှအငယ်ဆုံးဖြစ်တဲ့အတ္တဇီယဟန္တာမထေရကြီးကလည်းဆုံးခံကြွအလားရှင်သာရိပုတ္တရာအလောင်းဥပတိတ်တာနဲ့လမ်းမှာဆုံညဟာတဲကြည်ညိုစရာကောင်းတဲ့ပုဂ္ဂိုလ်ပါလားအိန္ဒိယကြီးကလည်းကောင်းလိုက်တာကြည်ဆောင်ပါငါတို့နဲ့လည်းမတူတမူချပြီးတော့သွားပုံလာပုံကြည်ပုံရှုပုံကိုတွေ့လျက်ကြည်ညိုစရာကောင်းလိုက်ပါပြီရှေ့သို့ကြည်ခြင်းဘေးသို့ကြည်ခြင်းလက်ကိုကိုယ်ခြင်းဆန်တန်းခြင်းအစရှိတဲ့ဖြင့်သူရဲ့အမူအရာအမှန်သမျှတဲကြည်ညိုစရာကောင်းပါလားတတော်မသေးတဲ့တရားကိုရထားတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်အာသဝကုန်ခန်းတဲ့ယဟန္တာကြီးရင်လည်းဖြစ်ရမယ်ဒီပုဂ္ဂိုလ်နောက်ကလိုက်မှမဲမယ်ဆိုပြီးနောက်ကလိုက်သွားဇယတစ်ခုရောက်တော့ပြုတ်တဲ့ဝတ္တရားကြီးပြုတ်လို့အရှင်ဘုရားတဲ့အရှင်ဘုရားဒီဘာကိုရည်မှန်းပြီးတော့ယဟန်ပြုတ်လာပါသလဲဖေယအရှင်ဘုရားရဲ့ဆရာကဘယ်သူလဲဖေယအရှင်ဘုရားတို့ရဲ့ဆရာကဘယ်လိုအယူဝါဒရှိသလဲဖေယအရှင်ဘုရားတို့ကျင့်တဲ့တရားကိုတပည့်တော်တို့မကျင့်ရဘူးလားဖေယကျင့်ကောင်းတဲ့ဆိုရင်လည်းညွန်ပြပါတပည့်တော်ကျင့်မရစေအဲ့ဒါလို့လျှောက်တော့ရှင်အတ္တဇိမထေရကစဉ်းစားခက်တယ်သာသနာအပြင်ဘက်ကပရယဟန်ဘုရားကိုယ်တော်မြတ်ကြီးနဲ့မှသင်လျော်မှာသို့တော်လေအကျိုးတင်အကြောင်းတင်ပြောပြရမှာပေါ့ငါရှင်တဲ့ငါရှိမှန်းပြီးယဟန်ပြုလာတာကတော့နိဗ္ဗာန်ပဲငါရှင်ရဲ့ဖယားနိဗ္ဗာန်ဆိုတာဘယ်လိုဟာလဲဖယားငါရှင်နိဗ္ဗာန်ဆိုတာဇာတိစရဗျာတိမရဏဘေးကြီးလေးဝမှာလွတ်ကင်းပြီးတော့ဟောဒီလောကီနဲ့မှလွန်မြောက်တဲ့လောကုတ္တရာအထုအထိတ်ပေချင်းကင်းတဲ့နေရာကိုနိဗ္ဗာန်လို့ခေါ်တယ်ငါရှင်ရဲ့ဟိတ်ခုတ်ပြီးဟန်ကြပြီဥပတိတ်တာမင်းလိုချင်တဲ့အမြိတ်အရာသာကိုရထားတဲ့ပုဂ္ဂိုလ်နဲ့တွေ့ပြီးငါရှင်နဲ့ငါဆရာကတော့ဖယားကိုရမဖြစ်တယ်ငါကယဟန်ဖြစ်လာတာကလည်းသိမ့်မကြသေးတော့များလည်းမဟောတတ်ဘူးငါတို့ဆရာဘုရားကမှကုံစင်အောင်ဟောတော်မူနိုင်တယ်မှန်လားပါဗျာရှင်မရတတ်တလောက်ဟောပါဗျာတပည့်တော်နီးတစ်ထောင်ခြံရံပြီးတော့ဆင်ញင်နိုင်တဲ့ပညာရှင်တယောက်ပါဗျာတပည့်တော်အနည်းငယ်ဟောပြပါဗျာဆိုတော့မှရှင်အတ္တဇိမထေရကယေဓမ္မဟေတုပဘဝတေတဟေတုတထာဂတောအာဟတေသစ္စာနိရောဓဧဝံဝါဒီမဟာသမနောလို့ဒီကထာဟောပြ
ngã xin tê bu mà cả tiếng khá ra đĩa đuôi gì phía bì đỏ lê về biết nó đặt để tập bố xí để ngã xin nhé ấy thì phía bì để biết nó để tập bảo à đi của xuyên lăng khi mình nít tên đi mẹ số lưu xí nhé lê ngã xin mà chán ra bu xin nhé trên đây ta chung đuôi ra mẹ ngã xin nhé bây giờ lên nên xin ra nà thảo nó phía bì biết đặt để tập bố đi của khám nhà rồi cho được khiến đuôi này lúc chán ra thì mà xí bảo bu bây giờ bên đi bảo là mà chán ra bu cái gì cái ra chi bì rồi ya đó là mà chán ra bu mà xí rồi trong ra ya đó xí rồi trong ra ya đó biểu trái đâu mà miếng này tay ra khiến đuôi bì rồi này xin nhé để ngã xin nhé ấy thì xin nhé để tay ra cái này trong một xí về mà làm bu đi xin nhé để số ra ở chỗ tết sa Dukha tissa khore ngã xin nhé Thô xin nhé để dukha tissa ye ở trongဖြစ်တဲ့တရားကတော့ဆွဲလန်းခင်မင်လိုချင်နှစ်သက်မှုဆိုတဲ့လောဘတဏှာသမုဒယသစ္စာခေါ်တယ်ငါရှင်ရဲ့ဒုက္ခဖြစ်တာဆွဲလန်းလို့ဆွဲလန်းဖြစ်တာအကြောင်းသစ္စာဒုက္ခဖြစ်တာအကျိုးသစ္စာလောကီသစ္စာနှစ်ပါးလို့လည်းခေါ်တယ်ငါရှင်ရဲ့အဲ့ဒီလောကီသစ္စာနှစ်ပါးမှာလုံးမြောက်အောင်လို့ထိုဒုက္ခသမုဒယနှစ်ပါးကိုလူမြောက်ပြီးတော့ရောက်သွားတဲ့ချုပ်ရာငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုនិရောဓသစ္စာလို့ငါတို့မြတ်စွာဟောတော်မူတယ်ငါရှင်ရဲ့ထိုនិရောဓသစ္စာကိုမျက်မှောက်ပြုရာပြုကြောင်းဖြစ်တဲ့လမ်းကောင်းသောဖွယ်မဲ့ခင်ရှိသွဲကိုလည်းငါတို့မြတ်စွာဟောတော်မူတယ်ငါတို့ဆရာရဲ့အယူဝါဒဒီလိုရှိတဲ့ငါရှင်ရဲ့ငါတို့ဒီလောက်ဟောတတ်တာပဲလို့ပါဠိကလေးဟောပြအ내တွေကိုတရားနာပြိတ္တပြီးဆုံးအောင်ခွဲဝေတော်မမူပါနဲ့ဗျာတရားနာပြိတ္တရေပါဠိလေးရုတ်ခါမြနဲ့နှစ်ပါရမှာမက်ဆိုင်နောက်နှစ်ပါရဖိုးကြမှနာရလျင်မြန်နဲ့နော်တက္ကထာတဲ့နဲ့သောတာပန်ဖြစ်ခမည်းတော်ဖြင့်ကျုပ်အမြုပ်ထွက်အောင်ဟောရပါမှဖြစ်ကြသေးဘူးပဲဖြစ်အောင်မလို့ခမည်းတော်ဟောနေတဲ့ဘုန်းကြီးကလည်းဘာမှမဖြစ်သေးပဲနဲ့ဘာမှမဖြစ်တဲ့လူချင်းလားဆုံးနေတော့ဘာမှမရကြသေးဘူးဒါပဲမဲ့လို့တရားနာပြိတ္တကြီးတစ်လုံးမှတ်မိကျွတ်တို့လည်းအကျိုးရှိခမည်းတော်လည်းအကျိုးရှိဟောနေရပါတယ်ဗျာရှင်ဗျာတပည့်တော်တန်ငယ်ချင်းရှိပါသေးတယ်ဆိုင်းငံ့တော်မူပါအောင်ဗျာအဲ့ဒါလို့ရှောက်ထားပြီးလက်ဥကလေးချီရှစ်ခိုးပြီးတော့ပြန်ခဲ့ဒါနဲ့တရားနာပြိတ္တရှင်မောကလန်အလောင်းဖြစ်တဲ့ကောလိတသူကတဆင့်ဖောက်တယ်ချတော့ကောလိတလည်းသောတာပန်ဖြစ်ဒီလိုသောတာပန်နေဖြစ်ပြီးတော့သိသိဆရာကြီးဒိဋ္ဌိကြီးထံကပ်ကြဆရာကြီးပညာကအမြိုက်အရသာကိုတွေ့နိုင်တဲ့ပညာမဟုတ်မှားနေပါတယ်ဆရာကြီးရဲ့ဆရာကြီးအယူတွေစွန့်ပြီးတော့လိုက်ခဲ့ပါတော့ဂေါရမဘုရားဆိုတာပွင့်တဲ့ကျွန်ုပ်တို့သွားကြမယ်ဟေးလိုက်နိုင်ဘူးကွာမလိုက်နိုင်ဘူးကွာတဲ့မင်းတို့ငါဥပမာပြောမဟဲ့မင်းတို့ငါဥပမာပြောမဟဲ့ခံအိုးတဲ့အိုးကြီးကနေပြီးတော့လက်ဆွဲအိုးလေးဖြစ်အောင်ပြောင်းလို့ရမလားဟဲ့မရပါဘူးခင်ဗျာမရပါဘူးဆရာကြီးပေါ့အေးငါကမင်းတို့တပည့်ပေါင်းများစွာရဲ့အပေါ်မှာဆရာလုံနေတဲ့ခံအိုးတဲ့အိုးကြီးกว่าဒီခံအိုးတဲ့အိုးကြီးကနေပြီးတော့မရနိုင်တဲ့မင်းတို့ပြောတဲ့ဂေါရမရဲ့ထံမှာလက်ဆွဲအိုးအဖြစ်နဲ့ပြောင်းပြီးငါတပည့်မခံနိုင်ဘူးကွာမင်းတို့လာသွားကြငါမလိုက်ဘူးဒါပေမဲ့မင်းတို့မှားလိုက်မဟဲ့လောကကြီးလူမိုက်နဲ့လူလိမ်မှာဘယ်ရင်းကများဆရာကြီးတဲ့လူမိုက်ကများပါတယ်ခင်ဗျာအေးမင်းတို့လိုလူလိမ်မာတွေခေါ်ရမထန်သွားပေမဲ့လို့လူမိုက်တွေတော့ငါထန်ကြံလေအောင်မပေါ်လျှော့ဘူး
Mama the now so. She so do. She yan bo. Mama the other that chose she yan and now so. Gilly, Diana, the daughter she needed out. Tamin Judo Lausa Luna, Sabia Lunity Bagamia, let a knee house able. Era Mena Yoga Musea, Choluma become to like. Ah, Siajida Sabia Luma, Kamia, Sazia, Hova. Shabo de Mima, Sabia Mandida bo. Equanga Mares who true before Gona, Matue Buya. Mamma the than she yan. Hey, Dama, the low at me how they sat Hamadoli. Naga let them a cavu quarter by Kega and he how they were save your life. Deity. Mares a long will let Jamban a ship be beauty as a garbo. Much in a little mother. Gee, Diana Vida. Line nine Bugualo Suro Sayaji. Genuto Tuabayazi. Tuamelo Sobido Davenia Nazazina Davengaya Nedagua. Eka Tawaka alone about Payatano Yaujadi. Payata Yauto Payakuro Yaga. He may could Namasarata. Do Katawa Anda Giriaya. Look. He Beku Koromulai. He Beku Kola Yembe. Some say Yabi. Watch out say Alomati Jigedo. Bingan the Viprikia, Mashaya Vene, Lueguza Ya Bido, oh, Diana Vida. Salavina Badita Bida Bada, Adawa Konkai, Ehi Beku Yahana Jide Pito Mujadi. Ubadetane Golitaga, Johnny, Egatawaka, Lowny go. Now Payatama Vile. Taya Atolato, Shimogalanga, Hanapi. Shindari Bodiaga, now Lagwe Jama Hanapi. Shindari Bodiaga, Pina Ayama, Idayamelu, Bajon, Noja, the Lelu Suro, Parika Mialo. Nale Ubama Biome, Eda you Shimmy and Kayitwa Dane. Oh, senior that creature, Baduaja. Duaja. He like with her. Shimmy and Kayidora, senior that Kidora, Baduaja. Oh, yeah. Only Shimmy and Gaja, the ball. Baduaja, only Azaji. See us with a lawyer mulata wonderful head, daughter of me was the Maka to a lawyer. Shimmy in the contract over it. Never, Zunya dream. Dream alone, Mofu. Where she does lead Chetal Jare, yet the order and Chejibo. Where you the leader below Jare so that we mabo. Jayo Bodiana did the Matukan Loya me a lodiga. Hey, Mujima Adena Bati Rigo. Hey, Sidi Inga Rigo, hey. Who's hung up you already? Hey, me be a county, the yon at the Zabam hope. Matuakin Loya me a lodi, Mielo, Shimmy and Kayidwara, Jare, Shimmy and the car to a very legit. Shindari Bogaraga, Pina Ayama, Idayame Bokumo. Kozara, Taya, Chesazaya, Ayuni Miava, Loja. Shimmy and Kayidwara, two widow, Parika Mialu, now my Hana pit. Shimogalanga, Senior Kayidwa the low. Parika Nelo in Hana pit. Yahana Jiri pit or Diana Vidaye. Now, where do you live, Beba? Shimogalango of Hayaguromyaga. Chidaro, the Goji and Yamafi. Nafaya on Nazaji Mogala Amia Some Sovido. Lawaya Apine, the Go Ayama, Idare Salu, Yamalubiano, Yaruji Bevadi. Shindari Buddhajaro, Nafaya out. Yenya Tate Yamafi. Amia Some Laya Apine. Shindari Buddha Pina Ayama, Idare Yaruji Bevadi.
နဂိုကဥပတိတ်တာဘာပြုလို့ရှင်သာရိပုတ္တရာဖြစ်သာရိပုံလေးမကြီးကမွေးဖွားလို့အမေနာမည်လေးအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာလို့ဖြစ်ခဲ့သည်ဒီလိုလဲမှတ်သွားကောလိတနာမည်ပြောက်ပြီးတော့ရှင်မောက္ကလန်လို့ဘာကြောင့်ဖြစ်သလဲမောက္ကလိပုံလေးမကြီးကမွေးဖွားလို့အမေနာမည်အကြောင်းပြုပြီးတော့ရှင်မောက္ကလန်လို့ဖြစ်ပါသည်ဒီလိုရှင်သာရိပုတ္တရာရှင်မောက္ကလန်ဘဝနဲ့ဒဂါဒဂမတွေတရားပြပြီးတော့လာလိုက်တာ44ဝါကာလပတ်လုံးတရားတော်တွေပြပြီးတော့လာလိုက်တာဒီကနေ့တော့အသက်အရွယ်ကလည်းကြီးရင်ပြီးတော့လာခဲ့ပြီကြီးရင်လာခဲ့တော့တစောင်းမုံလဇန်8ရက်နေ့ကြီးမှာရှင်သာရိပုတ္တရာစဉ်းစားဆင်ခြင်တယ်និရောဓသမဘမှာအထရှေးဖျားကိုတော်မြတ်များလက်ထက်အခါတုန်းကလက်ဝဲရလက်ရအက္ကသဝကအစုံကအရင်ပရိနိဗ္ဗာန်ပြုကြသလားသို့ရီမဟုတ်ဖျားကိုတော်မြတ်ကြီးတွေကအရင်ပြုသလားလို့စဉ်းစားဆင်ခြင်လိုက်တော့အက္ကသဝကအစုံကအရင်ပရိနိဗ္ဗာန်ပြုကြပါလားမြင်တော်မူတယ်သို့သောငတ်တဲ့တံပြန်ကြည့်အောင်မငါဒီလောကကြီးထဲမှာဘယ်နှစ်ရက်လောက်နေခွင့်ရှိပါလိမ့်အောင်မတော့လို့စဉ်းစားဆင်ခြင်လိုက်တော့ငတ်တဲ့တံတဲတူပါလားလောကကြီးထဲ9ရက်လောက်သာနေခွင့်ရှိပါတော့လားသို့သောငါပရိနိဗ္ဗာန်ပြုတာထားတော့ငတ်မဲ့တော်ကြီးသည်သား4ယောက်သမီး3ယောက်သားသမီး9ယောက်စလုံးအသဝကုန်ခန်းပြီးတော့ယဟန္တာတွေဖြစ်ကြတော့လေယဟန္တာ9ပါးရဲ့မိခင်ဖြစ်တဲ့ငတ်မဲ့တော်ကြီးသည်ယခုတည်းထိမိစ္ဆာဒိဋ္ဌိဘဝကမလွတ်သေးပါလားအာယုံဆိုင်နာရနော်ယဟန္တာ9ပါးမိခင်ကြီးမိစ္ဆာဒိဋ္ဌိမလွတ်သေးဘူးဆိုရင်ယခုခေတ်ပုထုဇဉ်ယဟန်တော်လေးတစ်ပါးရဲ့မေတော်ကြီးအယတ်ထဲလျှောက်ဆဲတာသိဆန်းပြီဘူးပေါ့ကြည့်အခုငါမေတော်ကြီးဒီငါပရိနိဗ္ဗာန်စံပြီးတဲ့နောက်ဘသူတရားဟောလို့ကျွတ်တန်းဝင်နိုင်မှမလို့စဉ်းစားလိုက်မမေဝါဓမ္မဒေသနာယငါကိုယ်တိုင်ဟောကြားတဲ့တရားတော်နဲ့မှသာလျင်ငါတရားနဲ့မှကျွတ်တန်းဝင်မယ်တဲ့ဒီနေရာမှာတရားနာပရိသတ်ရေမေတော်ကြီးတာဝကဝေနေရလို့ထင်ရှားသွားပါလောကကြီးမှာတတ္တဝါတဲ့ဝေနေရတဲ့2မျိုးရှိတယ်ဗျို့ပရိသတ်ကြီးဘာနဲ့ပါတယ်တော့တတ္တဝါနဲ့ဝေနေရပါဗျာတတ္တဝါဆိုတာကျွတ်ထိုက်မကျွတ်ထိုက်ဒါတတ္တဝါခေါ်ပါတယ်ရှင်းရှင်းပြောရရင်ဒီဘဝကျွတ်ချင်လဲကျွတ်သွားမှာမကျွတ်ချင်လဲမကျွတ်ဘူးအဲ့ဒါတတ္တဝါဘသူတွေတော့ဆိုတော့ခမည်းတော်ကျွတ်တို့ခမည်းတော်ကျုပ်ကမဲရင်တော့အရှင်ဘုရားတို့တပည့်တော်တို့ပြည်သားကြီးဘသူတွေတို့ကျွတ်ချင်ကျွတ်မှမကျွတ်ချင်မကျွတ်ဘူးဆိုတဲ့ဟာတွေပေါ့ဒါပေပြီးဘူးဘက်ကများပါတယ်ကိုเจ้าကိုသိကြတာကျုပ်လည်းကျုပ်เจ้าသိလို့ရောထည့်ရရဘူးဘက်ကများဝိနည်းရဆိုတာဒီဘဝမှာကျွတ်ကိုကျွတ်တော်မဲ့ပုဂ္ဂိုလ်တတ်တာနိဗ္ဗာန်ရကိုရတော်မဲ့ပုဂ္ဂိုလ်ကိုဝိနည်းရလို့ခေါ်သည်အဲ့ဒီဝိနည်းရမှာလည်းပဲတာဝကဝိနည်းရဗုဒ္ဓဝိနည်းရ2မျိုးရှိပြန်သည်တာဝကဝိနည်းရဆိုတာဖျားချွေရင်လည်းကျွတ်နိုင်သည်တာဝကတွေချွေရင်လည်းကျွတ်နိုင်သည်ဗုဒ္ဓဝိနည်းရကြတော့ဖျားတဆူချွတ်မှသာကျွတ်နိုင်သည်တာဝကတွေချွတ်လို့ကျွတ်တောင်းမဝင်နိုင်မှတ်ခဲ့ဒီနေရာမှာငါတရားနဲ့မှကျွတ်တန်းဝင်မယ်ဆိုတော့ငါဆိုတဲ့ရှင်သာရိပုတ္တရာကတာဝကဖြစ်နေတော့တာဝကဝိနည်းရဆိုတာမေတော်ကြီးထင်ရှားတာပေါ့အဲ့ဒါနဲ့မေတော်ကြီးမိစ္ဆာဒိဋ္ဌိဘဝကလွတ်အောင်နှိုးဖို့ကြည်အောင်ကျေးဇူးဆက်ပြီးမှငါပရိနိဗ္ဗာန်စံမယ်ဖယားထံကြွဖယားခြေတော်ရင်ရောက်တော့မှသင်လျော်လျောက်ပတ်တဲ့အရက်ကနေပြီးတော့လက်အုပ်ချီမိုးရှိခိုးကြတော့လို့
အနုဇာနာတုဘာနေဘဂဝါအနုဇာနာတုသူကတော်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အားပရိနိဗ္ဗာန်ပြုရန်ခွင့်ပြုတော်မူပါဘုရားတပည့်တော်ပရိနိဗ္ဗာန်ပြုရန်ခွင့်ပြုတော်မူပါဘုရားလို့ဘုရားကိုလျှောက်လိုက်တော့ဘုရားကိုယ်တော်မြတ်ကจิตาပရိနိဗ္ဗာန်ပြုတော့ပရိနိဗ္ဗာန်မပြုနဲ့အောင်လို့အဲ့ဒီစကားနှလုံးကိုဘုရားသုံးတော်မမူသုံးရလားပြိဿသုံးပါဘူးဗျာပရိနိဗ္ဗာန်ပြုတော့ဆိုရင်သေတော့လို့ခိုင်းတာနဲ့အတူတူပဲပရိနိဗ္ဗာန်မပြုနဲ့အောင်လို့ဆိုလို့ရှိရင်တန်တရားမှာခန္ဓာဝဉ္ကြီးထမ်းပြီးတော့ခရီးချမ်းလျှောက်လေအောင်တော့မင်းနိဗ္ဗာန်မယူနဲ့အောင်လို့အမြတ်အရသာတားရကြမှာဆိုလို့ပရိနိဗ္ဗာန်ပြုတော့မခိုင်းပါဘူးသေခြင်းတရားချိန်မွန်းရကြမှာဆိုလို့ပေးသာကြီးသေခြင်းတရားဘုရားချိန်မွန်းရဘုရားမှမချိန်မွန်းမဲနဲ့ခမည်းတော်ကျွတ်တို့ချိန်မွန်းတိုက်မချိန်မွန်းတိုက်တို့ပြောပါလားလူကြဖြေဟိတ်ချိန်မွန်းတိုက်မချိန်မွန်းတိုက်ချိန်မွန်းတိုက်ဘူးမလို့ကြနဲ့တချို့ကကိုယ်လည်းမသိရဘူးသူများသွားမြောက်မင်းဘဝကြီးရတော့ထူပေါက်ကွာတဲ့သေတာကောင်းတော့သေတယ်ကိုဘာကိုသေပါထိတ်တော့တယ်တော့တောက်ပါလားကိုဘာကိုသူများသွားမြောက်မလို့ကြနဲ့ဟိတ်ကိုယ်သက်ကြကြောက်ကြည်တရားနာပြိဿဘယ်လိုမိန့်တော်မူသလဲလို့ဆိုတော့ဘုရားကိုယ်တော်မြတ်ကဂထာပရိနိဗ္ဗာယိတတိသာရိပုတ္တဒီတိုင်းမိတ်သာရိပုတ္တသာရိပုတ္တရာကထဘေရ၌ပရိနိဗ္ဗာယိတတိပရိနိဗ္ဗာန်ပြုမလဲခြေသာမင်းဖေအရမှာပရိနိဗ္ဗာန်ပြုမလဲတဲ့တပည့်တော်မေတော်ကြီးရှိရနာလကရွာဖွာရတိုက်ခမ်းမှာပရိနိဗ္ဗာန်ပြုပါမယ်ဗျာခြေသာသင်ပြုဝဌာနသင်သားလျင်သိတယ်သို့တော်လည်းသင်ငယ်ဆိုလက်ရရဧကသာဝကာကြီးနောက်နဝခဖူးမြော်ကြော့ရန်ခရင်လေစွာဩဝါဒပေးလေအောင်တော်လို့မိန့်တော်မူ၍ခြေသားတော်သင်တို့ရဲ့လောင်တော်ကြီးပရိနိဗ္ဗာန်ပြုရန်ကြွတော်မတဲ့ဩဝါဒခံကြလာကြလို့မိန့်တော်မူလိုက်တော့တန်ဃာတော်တွေရောက်လာကြရှင်သာရိပုတ္တရာကိုရောမြတ်ကြီးခြေသလုံးတော်ဝင်ဖက်လို့နောင်တော်ကြီးပရိနိဗ္ဗာန်ပြုရန်ကြွတော်မယ်ဆိုမကြွရဘူးဗျာနောင်တော်ကြီးပရိနိဗ္ဗာန်ပြုရန်စောလွန်လှပါသေးသည်ဗျာမကြွပါနဲ့အောင်လားဗျာမကြွပါနဲ့အောင်လားဘုန်းကြီးတွေကတုံးကြီးတွေနဲ့နေပေါင်းလေးဖွားကြီးကြောင့်မှကြည့်ရှုငိုကြတာပေါ့အဲ့ဒါလို့ရှောက်ကြငိုကြတော့ဟဲ့ဤတော်နောင်တော်တို့မငိုကြနဲ့ငါကိုယ်တော်သည်မေတော်ကြီးကျေးဇူးဆက်ပြီးတော့ပရိနိဗ္ဗာန်စံတော်မီဖယားကိုယ်တော်မြတ်ကြီးတော်မှမထားတဲ့ဟောဒီသေခြင်းတရားဤတော်နောင်တော်တို့မငိုကြနဲ့ငါကိုယ်တော်ကြွနေတော့မယ်လို့အပမရစကားဖြင့်အပမရိနာမမေ့မလျော်မပုတ်မဆာတော်တတိတရားဖြင့်တံပါဒေထငါကိုယ်တော်ကြွသွားတဲ့နိဗ္ဗာန်သို့ဖယားတရားတော်နာပြီးတော့ကျင့်ကြံကြိုးကိုအာထုတ်၍လိုက်ခဲ့ကြပေတော်သတည်းအဲ့ဒါလိုမိန့်တော်မူပြီးတော့ဖယားခြေတော်ရင်ကြွဖယားကိုယ်တော်မြတ်ကိုလက်အုပ်ချီမိုးရှိခိုးကြတော့လို့ကောင်းကင်သို့ထမ်းတဆင်ပြန်တက်တော်မူသည်နောက်ခြေတော်ရင်ပြန်ဆင်ကောင်းကင်ထမ်းတဆင်တိုးတက်ဒီလိုနဲ့ထန်းခွန်20ရောက်တဲ့အခါကျတော့ကမှလက်အုပ်ချီမိုးရှိခိုးကြတော့လို့သူ့ဇက်ကြောင်းလေးဖယားလျှောက်မြတ်စွာဘုရားတဲ့ဖယားတပည့်တော်သည်ဟောလွန်ခဲ့တဲ့နောက်ဘဝသာဒရရဲ့သေကြီးဖြစ်တော်မူစဉ်ခါကာလတုန်းကအရှင်ဘုရားရွှေမြတ်လက်တော်ကြီးဖူးမြော်ကြတော့ရပါလို့ဤအရှင်ဘုရားဟောပြတဲ့ဓမ္မောဇရေအေးကိုတောက်သုံးပြီးတော့ဒုက္ခတုံးတဲ့နိဗ္ဗာန်ကိုဝင်ဆံရပါလို့ဤလို့ဘုရားတပည့်တော်တောင်းခဲ့တဲ့သုသည်ဒီကနေ့နောက်ဆုံးပြည့်စုံခဲ့ပါပြီဘုရားတပည့်တော်သက်တမ်းအမတန်တူပါဗျာတပည့်တော်9ရက်လောက်သာလောကကြီးထဲမှာနေခွင့်ရှိပါတော့သည်ဘုရားလို့
ခြေတော်ရင်ဆင်းပြီးတော့ဘုရားရွှေမျက်နှာတော်ကြီးအားပစ္စည်းမဒါကနာနောက်ဆုံးဖူးမြော်ကြောရခြင်းမှာဘုရားလို့မြတ်တောင်မခတ်ဖဲနဲ့အာရအောင်ဖူးဒီတခါတည်းတော့ပရိနိဗ္ဗာန်ပြုရကြွရင်ဟောဒီရွှေဘဝတော်အောက်နောက်တော့ဖန်ပြန်ပြီးတော့ရောက်ရအခွင့်မရှိပါဘုရားလို့ဘုရားရွှေမျက်နှာတော်ကြီးကိုမခတ်သောမြတ်တောင်ဖြင့်ဝအောင်ဖူးမြော်တော်မူသည်ပိဿရေလွန်စရာကြီးပေါ့9 ရက်ပြည့်သေးတော့မှအဖေဖះနဲ့လည်းခွဲရခမရတို့ကျွတ်တို့များအဲ့ဒီတုန်းကရှိရင်ဘေးကကြည်ပြီးဘလောက်ငိုလိုက်ကြမယ်လို့ယဟန္တာကြီးဆိုတော့လေအဖေဖះနဲ့ခွဲရမှသိတော်လဲမျက်ရည်ပေါင်းကြပြီးငိုတော်မူရလားပြိဿ9 ရက်ပြည့်ရင်သေမယ်ဆိုတာလည်းသိတယ်အဖေဖះနဲ့လည်းခွဲရမယ်ငိုရလားယဟန္တာကြီးမှုသာပေါ့အဲခမရတို့9 ရက်ပြည့်ရင်သေမယ်ဆိုတာလည်းသိအဖေမေနဲ့လည်းခွဲရမယ်ဆိုတာခွဲကြည့်စမ်းမှမငိုပဲနေနိုင်မှာလောင်ပြီးကြပြီတော့မှတ်ကျောက်9 ရက်ပြည့်ရင်သေရတော့မယ်လို့ကြပါခမရတို့ကျွတ်တုဆိုရင်တော့ဒုက္ခများဒါကြောင့်ပုထုဇဉ်တွေသေမဲ့ရဲ့သိခွင့်မပေးတာနဲ့တူပါရဲ့မသိတာပဲကောင်းပါတယ်သိကျင်တော့မှသူ့ဘာသူဘယ်ချိန်ဘယ်လိုသေသေးပေါ့သားပဲ9 ရက်ပြည့်သေမယ်ဆိုတာသိကြည့်ပါလား9 ရက်ထီအောင်နေမှာမဟုတ်ပဲနဲ့2 ရက်လောက်ကကြိုးသေးတော့မှကြောက်တာနဲ့9 ရက်ပြည့်ရင်သေပါတယ်လို့ကြပါဦးတို့ပါဦးဒေါက်တာသိန်းလွင်လေးတို့ဘာလို့ခေါ်ပြီးတော့ဆေးလေးပါလေးထိုးကြပါဦးဒီလိုဖြစ်မှာပေါ့တရားနာပြိဿမလွယ်ဘူးဒါကြောင့်မသိခွင့်မပေးတာဒီလို9 ရက်ပြည့်သေးမယ်ဆိုတာမသိဘဲနဲ့တောင်ယောဂလေးသေးတာဖြစ်တော့ဘာပြောတယ်လို့ကြပါဦးများရုပ်ဒီတောင်ဝကြုံဝကြော်ကြပါတော့ခက်တယ်နော်ဒါကြောင့်သိခွင့်မပေးတာဒါကြောင့်တရားနာပရိသတ်ကြီးခမည်းတော်ကျွတ်တော်ကိုသေမဲ့ရဲ့မသိကြတာနဲ့တူပါရဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြတော့ယဟန္တာကြီးမို့ငိုတော်မမူလက်အုပ်ချီမို့ရှ िख ိုးကြတော့လို့ခွင့်ပြုပါဗျာလို့နောက်ဆုံးကလေးကြွတော်မူသည်ဘေးသားကြီးရှင်သာရိပုတ္တရာကိုရောမြတ်ဘယ်လိုကြွနောက်ဆုံးလေးပါပါလေဗျာဖယားကတော့ယဟန်တန်ကကတော့မိဘဆရာသမားဘိုးဘွားကိုကတော့ရှ िख ိုးပြီး40လမ်းတော့နောက်ဆုတ်သွားကြပါနောက်ဆုတ်သွားတယ်ဆိုတာဘသူအတုရှင်သာရိပုတ္တရာအတုဘသူအတုတုံးရိသအေးမင်းတို့နင်တို့ခေတ်ကတော့မိဘဆိုတော့ကတ်ရှ िख ိုးတာနောက်ဆုံးမသွားဘဲနဲ့ဇွတ်ကနေလှည့်လိုက်တော့ဖင်နဲ့နှာခေါင်းနဲ့ချိတ်ပါသွားသတိပြုကြနောက်ဆုတ်ကလေးတော့သွားကြဒီလိုနောက်ဆုတ်ကြွတော့ကမှခြေသားတို့လိုက်ပို့ကြဆိုတော့တန်ဃာတော်900အရှင်စုံဒညီတော်အလုတ်ကျွေးမထေနဲ့တကွကြွကြပြီမြို့သူမြို့သားတွေဆံမင်းဖားရချလို့အုတ်ခေါင်းရှက်တင်ငိုကြီးချက်မှရင်ပတ်စီဒီပြေးပြီးတော့လာကြဟဲ့တို့ဆရာတော်ကြီးရှင်သာရိပုတ္တရာကိုရောမြတ်ပရိနိဗ္ဗာန်ပြုရန်ကြွတော်မှာတဲ့ငါတို့ဝိုင်းတားကြကုန်စို့သူတို့တားရမယ်အတိုင်းပဲဖယားတောင်မတားဘူးပြေးလာပြီးတော့ခြေသလုံးတော့ဝင်ဖဲလို့အရှင်ဖယားပရိနိဗ္ဗာန်ပြုရန်ကြွတော်မယ်ဆိုမကြွရဘူးဖယားအရှင်ဖယားပရိနိဗ္ဗာန်ပြုရန်စောလွန်လှပါသေးသည်ဖယားမကြွရဘူးဗျာတပည့်တော်ခွင့်မပြုနိုင်ဘူးဗျာအရှင်ဖယားမရှိရင်တပည့်တော်တို့ခက်ကုန်ကြပါလိမ့်မယ်ဗျာဖယားကြံ့ရဲ့သေးတာတောင်အရှင်ဖယားမရှိခက်ပြီဆိုတော့ပုထုဇဉ်ရဲ့ဥပါဒံပေါ့ဒါကြောင့်နိဗ္ဗာန်မရကြတာနော်ပုထုဇဉ်ဥပါဒံအတော်ဆိုးမှတ်ထားကြအောင်ပုထုဇဉ်ရဲ့ဥပါဒံအတော်ဆိုးတချို့ဘုန်းကြီးတို့ပြန်တော်မူတော့နီးစပ်တဲ့တရားတော်တွေငိုတာကြည့်မှာပေါ့အမလေးရှင်ဘုရားမရှိရင်တပည့်တော်တို့ဘသူတရားနာရမလို့ဖယားဗမာပြည်ဖြင့်ဘုန်းကြီးတွေထုတ်သတ်လို့မကုန်ဘူး
ဒါဘသူတရားနာရမလို့နဲ့နိစ္စရတန်ရောစဉ်ပုထုဇဉ်ရဲ့တန်ရောစဉ်ဒါကြောင့်နိဗ္ဗာန်မရကြတာနော်ကြည့်အခုအရှင်ဘုရားမရှိတပည့်တော်တို့ခက်ကုန်ကြပါလိမ့်မယ်ဘုရားလို့ဆိုတော့ဟဲ့တပည့်တကာတော်မတို့ဘုရားကိုယ်တော်မြတ်နဲ့တာဝကကြီးတွေကြံရသေးသည်တရားတော်နာပြီးတော့လိုက်ခရပြီးတော့ငါကိုယ်တော်ကြွနေတော့မယ်လို့တရားဓမ္မတွေတရားပြပြီးတော့ဆက်ကြွတရားရောက်တော့တရားနာတရားဓမ္မတွေဟောတရားရောက်တော့တရားနာတရားဓမ္မတွေဟောဒီလိုနဲ့တရားနာပရိသတ်ကြီးခုနှစ်ရက်ပြည့်တော့နာလကရွာဦးထိတ်ကညောင်မင်းကြီးတို့ရောက်ပါပြီဘယ်ရောက်တော့ပရိသတ်ကြီးညောင်မင်းကြီးရောက်တော့တူတော်ဥပယောဓပြေးထွက်လာအလိုဥကြီးတော်ဘုရားပါလားဘုရားဘယ်ကကြွလာတော့ဟဲ့ငါဘုရားထံကကြွလာတယ်လေမင်းဖွားဖွားရှိရလားမှန်လားမရှိတော့မှာဘုရားနေကောကောင်းရဲ့လားဟဲ့နေကောင်းပါတယ်ဘုရားဟဲ့နေကောင်းရင်သွားပြောကြည့်ဖွားဖွားသားကြီးဥပတိတ်ကြွလာတယ်ရွာဦးထိတ်ကညောင်မင်းကြီးမှရောက်နေတယ်တန်ဃာတော်900လဲပါတယ်ဒီကနေ့ညဒီမှာကြိတ်မဲ့တဲ့နေရများခင်းထားလိုက်ပါလို့သွားပြောကြည့်ဟဲ့အပြေးကလေးပြန်သွားဖွားဖွားဟဲ့ရေတော့ဘာလို့ရေကြီးသုံးပြန်နဲ့ဖွားဖွားသားကြီးဥပတိတ်ကြွလာတယ်ဟဲ့သူကခုဘယ်မှာတော့ရွာဦးထိတ်ကညောင်မင်းကြီးမှရောက်နေတယ်အောင်မယ်ဟဲ့နေဆောင်မအောင်သူကအခုကဘာလုံးလာရပြန်လာတဲ့တော့ဖွားကြီးကိုရတကြိုးပကြိုးနဲ့ပန်းကြောင်းနဲ့ဖွားကြီးကြောင်းပြောရကိုယ်တမ်းမဟုတ်တော့လှုပ်ပြောရမြင်လားတရားနာပြည်သားဖိုးကြီးကဥပုသ်ဆောင်နေ9ရက်ရှိရမှမသိတော့ဖွားကြီးလှမ်းမေးဟဲ့ရဖွားကြီးဘာတော့ကတော့ဒီကနေ့ကချီရလားတဲ့ကျင်းတော့နင့်ငါချစ်လို့ယူထားပြီးအောင်မနာမတော့အမှန်တော့ဥပုသ်ဆောင်ရင်လို့ရှိရလားမေးရှာတာတကြိုးကလေပိတ်ပြီးချစ်ရလားဖြစ်တော့ဖွားကြီးတော်ပွားတာဗောအသက်ကြီးမှသငယ်ပြန်နေဆိုပြီးတော့ဒါကြောင့်ရိုးရိုးသွားကြပါစို့ဖိုးကြီးဖွားကြီးတန်တိတ်မပြောပါရစေနဲ့ကဲတရားနာပြိဿဟဲ့သူကခုဘာလို့လာရပြန်တာတဲ့တို့သူတယောက်ထဲလားဘသူတွေပါသေးတို့ဒီကနေ့ညဒီမှာကျိမ့်မတယ်ဖွားဖွားရဲ့တန်ဃာတော်900ပါတယ်နေရာများခင်းထားလိုက်ပါတယ်အောင်မဲရှုံးအောင်အများကြီးခေါ်လာကျုပ်ကရိုးရိုးဆိုလုံနေပြန်ပြီလာခြင်းတယောက်ထဲမလာဘူးဒါတွေအတွက်ငါနေရာပဲနဲ့လှုပ်ခင်းရပါဖွားကြီးမြည်တွန်တောက်တီးနေတာဟဲ့ယေဝရမင်းကတော့ငါမြည်တွန်တောက်တီးတယ်အောင်မိပါမင်းကဘာမှမသိဘူးငါမှသားသမီး9ယောက်ရှိတယ်သား4ယောက်ဥပတိတ်ဥပသေနာစုံနာယေဝရသမီး3ယောက်စာလာဥပစာလာတိတုပစာလာသားသမီး9ယောက်ထဲအကြီးဆုံးဥပတိတ်ဆိုတာသူပေါ့သားသမီး9ယောက်မွေးထားပေမဲ့လို့သားသမီး9ယောက်စလုံးမိဘရဲ့ဗြဟ္မပြေယောက်ျောင်းတရားတွေစွန့်လို့အယူတွေမှားပြီးတော့ဂေါရမဖယားနောက်လိုက်သွားလိုက်ကြတာအခုမှမှန်သိလို့ပြန်လာကြပြီနဲ့တူတယ်မိစ္ဆာကိုဗျဂေါရမဖယားနောက်မှားလိုက်သွားတာတဲ့အခုမှမှန်သိလို့ပြန်လာတဲ့မိစ္ဆာဆိုတာကျုပ်ကရှင်းအောင်ပြောတတ်တယ်ကျွတ်တို့မာစိတ်ဟုတ်တယ်မာရမြတ်စိတ်ရရင်လားပြိဿအဲသူတို့အယူဝါဒအလွန်ကောင်းပါတယ်ကျုပ်ကဒါကြောင့်မာစိတ်ပြောလိုက်ပြီးတော့လေဂေါရမတပည့်သားဆိုတာကရုံးဥကြီးနဲ့ပခုံးတစ်ဖက်ဖွာကြီးနဲ့အိုးနှခမ်းတော်ကြီးလက်ဆွဲပြီးတော့အရာထဲမျက်နှမွဲနဲ့တောင်းစားရတာဆိုပဲတော့ဆိုးတယ်ဖွာကြီးကျွတ်တို့ဆုံးခန္ဓာတောင်းစားတဲ့
ဆုံးခန္ဓာအမှန်တောင်းတာတော့တောင်းတာပေါ့တောင်းတယ်ပြောဘယ်ကောင်းဘုရားတောင်ဆုံးခံဖုံးပေးတာယဉ်ကျေးအောင်တော့ပြောပေါ့ဆုံးခန္ဓာတောင်းတယ်ပြီးတော့ဩနခန္ဓုဆိုတာကျွတ်တုတ်ကင်တဲ့သပိတ်ပြောတာတော့ဆိုးတဲ့ဖွာကြီးသူကတော့ဩနခန္ဓုပြောတာကျွတ်တုတ်ကတော့ကျွတ်တုတ်သပိတ်ကျွတ်တုတ်နှခမ်းပါတယ်ကိုမထင်ဟုတ်သားအတွင်းကုတ်ဝင်နေဝေးကလှမ်းကြည့်အလုံးကြီးနာနာကြမှာနှခမ်းတွေ့ပြောရအောင်ဇတ်မိလို့ဖြည်းဖြည်းပေါ့နောက်ဆုံးညပဲချိန်မှပြီးပြီဟုတ်သားဇတ်မိတာပြောပါရစေရင်းလက်ရှိတုန်းကကျောင်းနိုင်ဘုန်းကြီးလူထွက်ချင်စိတ်ပေါက်မှန်ကြီးတစ်ချက်ရှိရထောင်းလို့အဝတ်တွေဝတ်စံမောင်းချက်တွေကောင်းပေါင်းကြီးပေါင်းအစိုးကွက်ကြီးဝိနှုတ်ခမ်းမွေးကြီးတားတိုက်ပိုင်ကြီးတိုက်ပုံကြီးဝိရှိခဲ့ပါမာသေးတာအဲ့ဒါလို့ဝိပြီးတော့စမ်းကြည့်နောက်ကိုရင်လေးတော့တက်လာဘုန်းကြီးဖေဟေးဒီကျောင်းမကြီးဆုံးလာတယ်ဖေဟေးဟုတ်လားမှန်ကြီးကရင်မောင်ပေါက်ခေါင်းပေါင်းဖြုတ်အင်ကြီးချိုးအစိုးချိုးကရင်အောက်ပြည့်သွင်းသင်္ကန်းနေနဲ့ဖိုးဒါနှုတ်ခမ်းမွေးကြီးနဲ့ကျောင်းမကြီးကဆိုးကလေးချညကတော့ဘုန်းကြီးကတော့မော့ကြည့်လိုက်ဝင်းဦးကြီးမြင်လိုက်အဟိဆိုကြည့်လိုက်ဘုန်းကြီးမလုံးဘူးကြောက်ကြတဲ့ကမကြီးကမော့ကြည့်လိုက်အဟိဆိုကြည့်လိုက်ဘာပါလိငါကတင်အောက်အဝတ်တွေသင်္ကန်းနဲ့ဖုံးထားတာများမလုံလို့ဘာလိနောက်ဘုန်းကြီးမလုံလို့လှုပ်ပါလက်ပါများတော့နှုတ်ခမ်းမွေးပြုတ်ကြအဲ့ဒီကြမှာအရှက်လွန်ပြီးတော့ဟာသေမသေးတော့ဆိုပြီးတော့ဗရင်မောက်ကခုန်ချမလို့ဇွတ်ပြေးကျောင်းမကြီးကနောက်ကလိုက်ရှင်မရမလောက်ပါနဲ့ဖျက်သိခါမှာဗျာရှင်မရမလောက်ပါနဲ့ဖျက်ဒီတော့တယောက်ထဲသိတာဘယ်သူမှပြောအောင်ရှက်တော်မူပါနဲ့လောက်ပါနဲ့ဗျာမရဘူးတရားနာပြေးတာအရှက်လွန်ပြီးဗရင်မောက်ကဂျွန်းပြစ်ချတော့ပါသေးရဲ့ကျောင်းမကြီးကတနာလို့လှမ်းဆွဲတဲ့ခြိနှချောင်းတော့မိလိုက်ဒါပတိအပြင်မဲ့ရောက်နေဖမ်းတာကြည့်တော့ကျောင်းမကြီးပြင်ဘက်မျက်နှာတစ်ချက်ထဲထွက်ရဲမလေးတော့မလေးကိုကြီးတို့လောက်ကြပါတပည့်တော်မကြည့်ရဘူးဗျာမျက်နှာကကျောင်းဘက်လှဲ့လို့ဘယ်ကြည့်ရမလဲဗျာသူဟာစောက်ထိုးခေါင်းကအောက်ကပြောတာခေါင်းကအောက်ကကိုကြီးတို့လာကြပါဗျာတပည့်တော်မကြည့်ရဘူးဗျာဘုန်းကြီးကလည်းတရားနာပြည်သာမျက်နှာဖုံးတဲ့သင်္ကန်းကလေးဖယ်ပြီးတော့လေဒီကမကြီးသိပြီလွတ်လာချလိုက်ဘယ်လွတ်ချမှာတော့ဗျကိုကြီးတို့လာကြပါဦးဗျဒီမဲ့ဒီကမကြီးဒီတော့ကင်းညောထားတဲ့ဘုန်းကြီးသိပြီလွတ်လာချလိုက်စူညာလို့တရားနာပြည်သာနောက်တော့မှတော်ပါသေးရဲ့ကိုရင်ကြီးတွေမနှဲဝိုင်းပြီးတော့တင်ရကျောင်းပေါ်ရောက်အသက်မသေးပါဘူးဒါသည်ရှက်တာနဲ့နောက်9ရက်လောက်ခန်းထဲကမထွက်ဘူးဘယ်ထွက်မလို့တစ်ခါရှက်မှမဟုတ်ပဲနှစ်ခါရှက်ဖြစ်နှုတ်ခမ်းမွေးပြုတ်ကြတာကတစ်ရှက်ပြီးတော့တစ်ရှက်ပြီးပြီးသားထုတ်ပြောနေလို့ဖြစ်တာမှမဟုတ်ဒီလိုနဲ့တရားနာပရိသတ်ကြီးဩနခန္ဓုကြီးလက်ဆွဲပြီးတော့မျက်နှာမွဲနဲ့တောင်းစားရတာဆိုပဲဆုံးခံစားရတာပင်မလို့အခုလူထွက်ခြင်းလို့ပြန်လာတာနဲ့တူတယ်ထင်ပြီးထင်ရတယ်မေတော်ကြီးကဟဲ့သွားခေါ်ကြီးဟဲ့ပင့်ကြီးတောင်ဟုတ်ပါခေါ်ကြီးဆိုတော့တရားနာပိဋကရေသူတော်ဥပယုဒထွက်လာဦးကြီးတော်ဗျာပြီးပါပြီကြွပါဗျာကြွပါဖရာဆိုတော့တန်ဃာတော်900နဲ့ရှေ့ဆောင်ပြီးကြွသွားတယ်မေတော်ကြီးသားတော်ကြီးဥဆောင်၍တန်ဃာတော်900မြင်လိုက်တော့မျက်လုံးပြူးသွားမျက်တောင်မခတ်ဘူးဖလမ်းမချုပ်ဘူးရှင်မခိုးဘူးမိစ္ဆာကိုသားတီဟူသောချစ်ချင်းတော်ရှိတယ်တဲ့အယူကလွဲနေလို့ရှ िख ိုးရမှမသိပဲငါမွေးတဲ့သားတဲ့ရှ िख ိုးခြင်းကိုသူကသာခိုးရမတဲ့တရိษံပမာဏဗျာချစ်တော်ချစ်သားပဲတရိษံချစ်ကြီးလို့ကြလှကြီးမိစ္ဆာဒိဋ္ဌိကြီးတနာစရာပေါ့ရှင်သာရိပုတ္တရာကအချိန်မကြလို့တရားမဟောပါဘူးတိုက်ခန်းနဲ့ပဲတန်းကြွ
တန်ဃာတော်900နဲ့မေတော်ကြီးကလည်းနောက်ကလိုက်သွားဟိုရောက်တော့ညီတော်နောင်တော်တို့ခင်းထားတဲ့နေရာအသီးသီးကြွကြကုန်လောတန်ဃာတော်ကြီးကြွကြအရှင်စုံဒညီတော်အလုတ်အကျွေးတစ်ပါးပဲခြံပါတယ်မေတော်ကြီးကလည်းနိုင်ရန်ကပ်ပြီးတော့မတ်တရကြည်သားတော်ကြီးနောက်လိုက်သွားရှင်သာရိပုတ္တရာသည်တိုက်ခန်းထဲရောက်လို့မှဘာမှမကြသေးဘူးသွေးစိမ့်နဲ့အနဲ့ဝေဒနာကြီးဖြစ်ပေါ်၍လာပါလေပြီအလိုက်ထားဝေါကနဲ့ထိုးအောင်လိုက်တိုက်ခန်းတစ်ခုလုံးหนีရဲသွားပင်ပန်းတော်မူလုံးလို့လက်နှစ်ဖက်အာရမောက်ပြီးတော့ဂရင်မော်ကအောက်ထောက်ထားရသည်အရှင်စုံနာကထွေးကံကလေးခံပေးရသည်ဒီထွေးကံသုံးလို့မှမပြီးခင်နောက်ကထွေးကံကပြည့်နှင်းပြီးကမ္မဇဝိဘတ်တိပေါ့ကြောက်စရာကောင်းလုံးလို့ဒီလိုသွေးစိမ့်နေနေရဲ့အောက်အန်တော်လေရှင်သာရိပုတ္တရာကြီးအမေလေးအလိုလေးတပြီးတော့ငိုတော်မမူငိုရလားပြိဿငိုပါဘူးဗျာငိုပါဘူးယဟန္တာကြီးမှုသာပေါ့ခမရတို့ဒီလိုသွေးစိမ့်နေနေရဲ့အောင်အရင်မငိုပဲနေနိုင်မှာနေနိုင်ပါဘူးဗျာလုံးကြပါဦးဗျာရှိလို့ကောင်းရသေးလားဒုက္ခရောက်မယ်ပေါ့ယဟန္တာကြီးဆိုတော့ဝေဒနာကျင်နာခံခဲ့အမြဲနှိမ့်ဆက်တတ်တဲ့ဝေဒနာတန်းကျက်သည်အနိစ္စဖြစ်ပြီးတော့ပြည့်သွားကြမှာပါတကားဝေဒနာဆိုတာပြည့်တဲ့ပြုဒါကြောင့်တရားနာပိဋကကြီးအနိစ္စလက္ခဏာရဲ့တင်ပြီးသားမို့မငိုဘဲနဲ့ဝေဒနာကိုသိခံတော်မူရှာသည်ဒီလိုဝေဒနာကမသက်သာမြင်ဥယျာဉ်အချိန်ကြတော့နတ်မင်းကြီးလေးယောက်ဆင်းလာကြသည်ဟဲ့သင်တို့ဘသူတွေတို့တပည့်တော်တို့နတ်မင်းကြီးလေးယောက်ပါဗျာဘာကိစ္စအရှင်မရပြုစုစောင့်ရှောက်ရန်လာကြပါသည်ဗျာနတ်မင်းတို့ပြန်ညညီတော်စုံနာအနာမှာရှိတယ်လို့ပြန်လှုပ်လို့ရှိခိုးပြန်ညသည်ကတော့ပြန်ညတတရတဝုရုံကဝုရုဘခနတ်မင်းကြီးလေးယောက်စတုမရဲ့နတ်ပြည်သို့ပြန်ညမေတော်ကြီးကလည်းနိုင်ရန်ကပ်ပြီးတော့မတ်တရကြည့်သွေးစိမ့်နဲ့အလုံးငါသားကြီးပဲလို့နေသလဲလို့မေပေါ်မရဝေဒနာတန်းလန်းကြီးနဲ့ပြန်လာတာကိုဆိုပြီးတော့သာကျင်နာစွာနဲ့တဏှာစွာနဲ့ရပ်ပြီးတော့မျက်တောင်မခါဖဲကြည့်နေခဲ့သည်နတ်မင်းကြီးလေးယောက်ပြန်သွားတာမြင်တော့ဟောကြည်စားဧည့်သည်တွေလေးယောက်တောင်ပဲဘယ်ကဟာဒီမှလည်းမသိအချွန်တက်တယ်နဲ့နတ်မှလည်းမသိဘူးနတ်မြင်လို့နတ်မှမသိနောက်တန်ကောင်ရချိန်ကြတော့ကြားမင်းဆင်းပြီးတော့လာခဲ့ပြန်သည်ဟဲ့တင်မသူတို့တပည့်တော်ဗျာအယုဇ္ဇရာနတ်မြို့နတ်တွေကိုအစိုးရတဲ့အိန္ဒာသက်ကတရားပါဗျာဘာကိစ္စအရှင်ဘုရားဝေဒနာကြီးပြုစုစောင့်ရှောက်ခြင်းလို့လာပါသည်ဗျာတက္ကတော်တရားငါညီတော်စုံနာအလုတ်ကျွေးရှိတယ်ပြန်တော့ဒီလိုပြန်လှုပ်လို့တရားမင်းလည်းကတော့ပြီးတော့ပြန်သည်ဟောပြန်သွားပြန်ပြီဧည့်သည်တယောက်ဧည့်သည်တွေကလည်းမိုးလင်းထိလားနေမှနဲ့တူပါရဲ့ဒီလိုနဲ့ဝေဒနာကလည်းမသက်သာမိုးတော့ရန်ချိန်ကြတော့မြမကြီးလေးယောက်ဆင်းပြီးတော့လာကြပါသည်ဟောလာပြန်ပြီလေးယောက်မြမတွေလည်းမြမမှမသိဘူးကိုးကွယ်တော့မြမတဲ့ကိုးကွယ်တဲ့မြမမြင်လို့လည်းမြမမှမသိခမရတို့လို့ပေါ့ကောင်းရင်တော့အုံသီးကြောက်ကြီးချိတ်လို့ရတောင်ရိုးရှည်ကြီးနဲ့လေအမေလေးမွေးသမိခင်ကျေးဇူးရင်အမလေးသပြေကထိုးပြီးသနာခါရဲ့ဘက်ပါရဲ့ဘယ်နှခါမြင်ဘူးလို့ဆိုတခါမြင်ဘူးခင်ဗျားတို့လို့ပေါ့ဟိုမှာသူကိုးကွယ်တဲ့မြမတွေ့လို့လည်းပဲမြမမှမသိကြည်တရားနာပိဋကကြီးဒီလိုနဲ့မြမကြီးလေးရောက်လာကြတော့သင်တို့ဘသူတွေတုံမြမမင်းကြီးတွေပါဗျာပြုစုခြင်းလို့လာပါသည်ဗျာမြမမင်းတို့ပြန်ညငါပြုစုဆောင်ဆောင်မဲ့ညီတော်စုံနာရှိတယ်လို့ပြန်လှုပ်လို့ပြန်ညသည်မြမမင်းကြီးလေးယောက်လဲပြန်သွားရောမေတော်ကြီးအပကတ်လာလိုက်တာအလင်းထီအောင်လာတဲ့ဧည့်သည်တာတော်ကြီးဥပတိတ်သာဘာတော့မေတော်ကြီးရဲ့တာကြီးယောဂဝေဒနာဘက်နဲ့နေသေးတို့မေတော်မြင့်တဲ့တိုင်းမှာမသက်သာဘူးမေတော်ရဲ့
ပြင်မလိုက်ထားဝေဒနာတက်လန့်ကြီးနဲ့အမေထံပြန်လာတာကိုဒါပေမဲ့လို့သားရဲ့ပြင်မမေမဲ့လို့အမေမေးစရာရှိလို့မေးပါမဲအတွက်သားကြီးပြန်ရောက်လာတယ်ဟိုညင်ဥရလူလေးရောက်လာတာဘယ်သူလဲသားကြီးရဲ့စတုမာရဲ့နတ်ပြည်ကနတ်မင်းကြီးလေးရောက်လေမဲ့တော့ရဲ့ဘာလို့လာတာတော့တာတော်ပြုစုခြင်းလို့လာတာညီတော်စုံနှရှိလို့ပြန်လှုပ်လို့ရှ िख ိုးပြန်ကြတယ်ဟင်နတ်မင်းကြီးလေးယောက်ကတောင်ရှ िख ိုးရတယ်ငါသားကြီးကနတ်မင်းကြီးတွေထက်မြတ်သလားမတော်မြတ်လို့ရှ िख ိုးရတာပေါ့နတ်မင်းကြီးလေးယောက်ဆိုတာဖယားအလောင်းတော်နဲ့ဘုံကြီးတဲ့တာဝကတွေပဋိသန္ဓေယူစဉ်တန်လျက်ကင်ပြီးတော့စောင့်ရတဲ့အယံဆောင်မြတ်သာသာသနာတော်မှာရှိတယ်မဲ့တော်ရဲ့အိုးငါသားကြီးတလောက်ဘုံကြီးမှမသိပါဘူးတန်းကောင်ရတယောက်ထဲလာတာဘယ်သူလဲသားကြီးမတော်အဲ့ဒါနတ်တွေကိုဆိုရတဲ့တရားလို့ခေါ်တယ်သူကဘာလို့လာတာတော့သားတော်ကိုပြုစုခြင်းလို့လာတာညီတော်စုံနှပြန်ညီတော်စုံနှရှိလို့ပြန်လှုပ်လို့ကတော့ပြန်နေအိုးငါသားကြီးကတရားမင်းထက်လည်းဘုံကြီးသလားမတော်ဘုံကြီးလို့ရှ िख ိုးရတာပေါ့တရားမင်းဆိုတာသာသနာမှာကိုရင်ကြောင်းသားလိုအခိုင်းစင်မြတာရှိတယ်မယ်တော်ရဲ့တဲ့ဘုံကြီးတဲ့သားကြီးဟိုမိုးတော့ရလူလေးရောက်လာတာဘယ်သူလဲသားကြီးရဲ့ဟိုမေတော်တို့ပြမကိုးကွယ်တယ်မဟုတ်လားဟုတ်တယ်လေအဲ့ဒါမေတော်တို့ကိုးကွယ်တဲ့ပြမကြီးတွေသားတော်ကိုပြုစုခြင်းလို့လာတာညီတော်စုံနှရှိလို့ပြန်လှုပ်လို့ကတော့ပြန်တယ်ဟိုအမေတို့ကိုးကွယ်တဲ့ပြမကြီးတွေထဲလဲငါသားကဘုံကြီးသလားမေတော်ဘုံကြီးလို့ကတော့ရတာပေါ့ဗျမမင်းကြီးတွေဆိုတာသာသနာမှာတရားနာပရိသတ်မြတ်တာဖြစ်တယ်မေတော်ရဲ့အိုးဘုံကြီးလိုက်တဲ့သားကြီးပါလားငါသားကြီးတလောက်ဘုံကြီးမှအမေမသိပါဘူးနာဂရာဗျမတွေကတောင်ရှိခိုးရတဲ့သားကြီးဟောဒီသားကြီးဘုံကြီးလို့နာဂရာဗျမတွေကိုအမေမြင်ရတယ်သားကြီးငါသားကြီးတောင်တလောက်ထီအောင်ဘုံကြီးနေရင်ဖြင့်ဟိုးသားတော်တို့ရဲ့ဆရာဖယားဖြစ်တဲ့ဂေါရမဆိုတာပို့ပြီးတော့ဘုံကြီးမှာပဲနော်သားကြီးငါသားတို့ရဲ့ဆရာဖယားအကြောင်းကိုအမေသိချင်လိုက်တာအမေပြောပြပါလားသားကြီးရဲ့လို့စေရနာလေးပေါ်လာတော့မှဒီအချိန်ကမေတော်ကြီးတရားဟောရင်ရပြီဒီတိုင်းဆုံးမြတ်တာဗျာမေတော်အာယုံပြုမေတော်ရဲ့သာတော်တို့ဆရာဖယားသည်ဒီလိုလာခြင်းကောင်းတော်မူခဲ့တယ်မေတော်ရဲ့လို့တညာလုံးသွေးစိမ်အနဲ့ဝေဒနာကြီးဂယုမဆိုင်ဖဲနဲ့မေတော်ကြီးနို့ဖို့ကြည်အောင်ကျေးဇူးဆက်တရားဟောကြားတော်မူပါသည်ပိဋကရေဂေါရမမြတ်စွာဘုရားရဲ့ဗုဒ္ဓဝင်ကိုရှင်သာရိပုတ္တရာဟောတဲ့အခန်းကတော့ဖြင့်ကျွတ်တို့မြုပ်ခဲ့ရမှာပါဗုဒ္ဓဝင်မှာတကယ်ဟောနေမယ်ဆိုရင်တရားက9ညလည်းပြီးမှာမဟုတ်10ညလည်းပြီးမှာမဟုတ်ဘူးနောဒါကြောင့်ဗုဒ္ဓဝင်ဇလံဘုရားလာခြင်းကောင်းပုံတွေကိုဟောပါဗျာဒိတ်ခန်းစဉ်ကစပြီးတော့ဓမ္မစကြာဟောသည့်တိုင်အောင်ဒီလိုလာခြင်းကောင်းပုံတွေကိုဟောပြီးတော့ဒီလိုလာခြင်းကောင်းတော်မူခဲ့တဲ့မေတော်ရဲ့သာတော်တို့ဆရာဖယားသည်ဒီကုံတွေနဲ့ပြည့်စုံတော်မူတဲ့မေတော်ရဲ့လို့သွေးစိတ်အနဲ့ဝေဒနာကြီးဂယုမထားပဲနဲ့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္ပန္နောသူကတော့လောကဝိရုအလုတရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါအဲ့ဒီလိုဂုဏ်တော်9ပါးဟောလို့လဲဆုံးပါလေရော
မေရောကြီးသည်ဒေသနာဝတ္တနေသောတာပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝိသိကိစ္စကွာသောတာပန်ဖြစ်ပြီးတော့အပေတကားပိတ်ပါတယ်ဗျာဒီလိုသောတာပန်ဖြစ်တော့တာကြီးဘုန်းကြီးရုံမကဘူးတရားဟောကလည်းကောင်းလိုက်လေချင်းမတော်သားတော်ကိုဆုံးကမယ်မဟုတ်လားအိုးတညာလုံးတွေးစိတ်နဲ့အန်ထားတာအမေဆုံးကမှာပေါ့ငါသားကြီးတရားဟောရလို့လည်းပင်မနေပါပြီငါသားကြီးတွေမကဘူးဟောရင်နောက်ကပါတဲ့တန်ဃာတော်ငါဟာရကိုလည်းအမေဆုံးကမယ်အမေတို့ပုံနာတထေးမျိုးမဟုတ်လေနောက်က1000 သိန်းပါတော့လေအမေဆုံးကနိုင်တဲ့သားကြီးရဲ့မေတော်ကြီးကဆုံးကမယ်ဆိုတော့မေတော်ကြီးတိုက်ပေါ်တက်ပြီးတော့ဆွန့်ချက်ချီတော့နှင်းမိအဝေးကိုပရိနိဗ္ဗာန်စံချိန်ကတံပြီးလေးပရိသတ်ရဲ့မေတော်ကြီးလက်ထဲပရိနိဗ္ဗာန်စံရင်ကွဲမှာတနာလို့တိုက်ပေါ်တက်ဆွန့်ချက်ပြုံနဲ့ဘုန်းကြီးတဲ့သားကြီးကိုဆုံးကမယ်ပြီးတော့လဲဆွမ်းအနုမောဒနာတရားတွေနာမယ်နဲ့ဆွမ်းချက်နေတော့ရှင်သာရိပုတ္တရာကိုတော်ကြီးကဖြင့်ဟဲ့ညီတော်စုံနာဘယ်ချိန်ရှိပါလဲမှန်လားပါဗျာအာယုံချင်းလင်းတော့မှာပါဗျာဟဲ့ညီတော်တော်တွေခေါ်လိုက်တန်ဃာတော်တွေအပရောက်လာတော့ညီတော်တော်တို့သင်တို့ရဲ့အပေါ်၌ငါကိုယ်တော်ကျူးလွန်မိတဲ့ကာယကံဝစီကံမဲ့လောဟောကရှိရဲ့သိခဏခွင့်လို့ကြတောင်းပန်ပြီပြုယဟန္တာကြီးပေမဲ့လို့ငါမာရရှိသိခံကြလို့တောင်းပန်နိုင်ရင်ခမည်းတော်ကျွတ်တို့တောင်းပန်တိုင်းမတောင်းပန်တိုင်းတောင်းပန်ကြပါလေဗျာတောင်းပန်ကြရဲ့လားမထေဘယ်တော့မှမတောင်းပါလူကြီးတယောက်မှားနေတော့ကလေးတယောက်ကဘာကြီးခမည်းသိမ့်မှားတယ်ဆိုဘာပြောတော့ဘာမှားမှာလို့ခေါ်တယ်ငါလူကြီးတဲ့အဲလူကြီးမမှားတဲ့အတိုင်းလူကြီးမှားရင်ပြင်းကိုမရပါဘူးဗျာတို့ကလေးမှားတော့လူကြီးကပြင်ပေးနိုင်တယ်လူကြီးမှားရင်ပြင်းကိုမရပါဘူးဗျာတို့မထန်တော့ကြည်တရားနာပြည်သားကြီးငါမာရရှိရဲ့သီခဏခွန့်လို့ကြလို့မိန်တော်မူလိုက်တော့တန်ဃာတော်တွေငိုပြီအိုးဘယ်လိုဩဝါဒကြီးပါလဲငါကိုယ်တော်မာရရှိရင်သီခဏခွန့်လို့ကြတဲ့ကြည်တရားနာပြည်သားကြီးငါမာရရှိရဲ့သီခဏခွန့်လို့ကြလို့မိန်တော်မူလိုက်တော့တန်ဃာတော်တွေငိုပြီအိုးဘယ်လိုဩဝါဒကြီးပါလဲငါကိုယ်တော်မှားတာရှိရင်သီခဏခွန့်လွတ်ကြတဲ့ဘယ်တော့မှမမိန်ဘူးတဲ့ဟောဒီဩဝါဒကြီးမိန်တော်မူရင်ဖြင့်တန်တော်နောက်တော်ကြီးတို့ပြစ်ထားကြတော့မထင်ပါရဲ့နောက်တော်ကြီးဘုရားဘယ်လိုမိန်တော်မူလိုက်တာတော့ဘုရားဘယ်လိုမိန်တော်မူလိုက်တာတော့နောက်တော်ကြီးအပြစ်မရှိပါဘူးဟောဒီညီတော်နောက်တော်တွေသာအပြစ်ရှိပါလိမ့်မယ်ဗျာနောက်တော်ကြီးဗျာမမိတ်နေတဲ့ဩဝါဒကြီးမိတ်တော်မူလာကြီးလာလို့တန်ဃာတော်ကြီးငိုကြတော့ဟဲ့မငိုကြနဲ့ဒီခညာညီတော်နောက်တော်တို့ငိုရမယ့်အချိန်မဟုတ်ကြတော့ဘူးပူရဆွေးရမယ့်အချိန်ခါမဟုတ်ကြတော့ဘူးမျက်ရည်ကိုသိညာအပူမီကိုညှိညာသင်္ခါရဓမ္မဆိုတာဘယ်သူမှလွန်ဆိုင်နိုင်တာမဟုတ်လို့ညီတော်နောင်တော်တို့သိခဏဟဲ့လို့တရားဓမ္မတွေပြပြီးတော့ကမှရှင်သာရိပုတ္တရာသည်မျက်လုံးတော်အစုံမှိတ်လို့ဟဲ့ညီတော်စုံနာဘယ်ချိန်ရှိပါလဲအာယုံချင်းလင်းပါပြီဗျာအရှိခေါ်ရကျုံးကထောင်ဖောင်းကနေစက်ကြပေါ်ထွက်တော့မှာပါဗျာလို့ရှောက်လိုက်တော့မျက်လုံးတော်အစုံမှိတ်ပြီးတော့ပထမဇန်ကိုဝင်စားတော်မူပါတယ်ဗျာလှုပ်တော့ဘူးငြိမ်သွားပြီအငါတော်တွေမျက်တော်မခတ်ဘူးအသက်ရှူတာမကြားရဘူးငြိမ်ပြီးတော့ကြည်နေရမှရှင်းဆုံးတာပါတော့ကြီးတော်နောင်တော်တို့နောင်တော်ကြီးရှိသေးရလားဗျာပထမဇန်ကိုဝင်စားနေပါတယ်မင်းသမျှဖြေတဲ့ဒုတိယဇန်ရောက်နေပြီဗျာတတိယဇန်ရောက်နေပြီဗျာ
စတုထဇဝင်စားနေပါပြီဖះလို့မေးဖြေရင်းနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသည်စတုထဇဝင်စားပြီးတဲ့နောက်ဆုံးစတုထဒါနံဖြင့်ပရိနိဗ္ဗာန်စံမြန်းတော်မူပါသည်လှုပ်တော်ဘူးပြုရှင်ဆုံးနာဘာလို့ညီတော်တောင်းတော်တို့တောင်းတော်ကြီးဇံဝင်စားတော့မယ်လားဖះကောင်းလေးရံပြသိဟမကြတဲ့လူမမာကိုဆရာဝန်ပြတဲ့ခေါင်းမျိုးပေါ့ကောင်းလေးရံပြမရှိဘူးတဲ့လောက်တော်ကြီးမရှိတော့ဘူးလို့လည်းမိတ်လိုက်ပါလေရောတန်ဃာတော်900ဝုန်းနဲ့တပြိုင်နဲ့အကုန်ထရုပ်ကလဓာတ်တော်ကြီးပြေကတ်ကြနောက်တော်ကြီးအိုးနောက်တော်ကြီးဗျာဟာမလေးကြည်စမ်းမဝင်ရဆက်ဆက်ကြီးပြစ်ထားခဲ့ပြီလားဗျာငါကိုယ်တော်ကျူးလွန်မိတဲ့ကာယကံဝစီကမနောကံသိခံကြလို့ဘယ်လုံးဟမမမိတ်မှုတဲ့ဩဝါဒကြီးမိတ်တော်မူကြတဲ့ကိုကနောက်တော့ကြီးတို့ပြစ်ထားခဲ့တော့မယ်ဆိုတာသိပါလေရဲ့ကနဲ့ခုတော့ဗျာဟောဒီတော့နောက်တော့ပြစ်ထားခဲ့ပြီလားဗျာတချို့ကလက်ဖမိုးတော်လေးတွေတရှုပ်ရှုပ်နမ်းလို့တချို့ကနောင်တော်ကြီးရဲ့ရင်ဘပေါ်မျက်နှာအပ်လို့တချို့တန်ဃာတော်တွေကနောင်တော်ကြီးရဲ့ခြေဘဝတော်နဲ့သူတို့နှာသီးပြားလေးတွေနဲ့ပုတ်လို့နောင်တော်ကြီးဟောတာဝတိရဇဂိုအစရှိတဲ့မြို့ကနေပြီးတော့နောင်တော်ကြီးမိဘယထံထီအောင်လိုက်ပို့တယ်ဟောဒီညီတော်နောင်တော်ကြီးပြစ်ထားခဲ့ပြီလားဗျာနောင်တော်ကြီးဗျာတာဝတိရဇဂိုအစရှိတဲ့မြို့ကြီးပြန်ရောက်ကြလို့ရှိရင်ဖြင့်သင်တို့ရဲ့ဆရာကြီးဘယ်ထားခဲ့ကြတော့သင်တို့ရဲ့နောင်တော်ကြီးဘယ်မှာနေရခဲ့တော့ဘယ်နဲ့ကြောင့်တပါးရဲကြွမလာတာတုံးနဲ့မြို့သူမြို့သားတကားတကမအမြမေးကြလို့ရှိရင်ဖြင့်နောင်တော်ကြီးဟောဒီညီတော်နောင်တော်ကြီးဘယ်လိုလုပ်ပြီးတော့အဖြစ်ပေးရပါမလို့ဗျာဒီညီတော်နောင်တော်တွေကိုတဏှာသဖြင့်နောင်တော်ကြီးထပ်ပြီးတော့ဩဝါဒပေးတော်မူပါအောင်တော်လားဗျာနဲ့တန်ဃာတော်တွေဝိုင်းအောင်ပြီးတော့ငိုးနေကြတဲ့အချိန်မှာပဲလေကြည်တရားနာပရိသတ်ကြီးမဟာပထဝီမြေကြီးကလည်းအိုဒိန်ဆက်ကဲသို့မြည်ဟိလို့အသက်မရှိတော့လဲရှိတဲ့ကဲ့သို့ဝမ်းနဲ့ကြည်ကွဲတဲ့အထိတ်အမှတ်နဲ့တရတသမိန်ကလေးထိုးရှိသာရိပုတ္တရာကိုယ်တော်မြတ်ပရိနိဗ္ဗာန်ပြုတော်မူသောဆုံး၌ဝိဒနာသောထေပလိကြောက်လောင်မရှိသောလောမဟသောကျက်တိမွေခြင်းထလောက်သောဘူမိစာလောမြေလုံချင်းသည်အဟောတိဖြစ်ရရှာလေပြီဒေဝဒုဒရဘိတောနတ်စီရီတို့သည်ဖလေသူဒိန်ဒိန်ကြီးဆွဲအတန်ဟဲ၍ယာယီခွဲဩကြလေကုန်သတည်းဩတိစကဲသို့မဟာပထဝီမြေကြီးလှုပ်လိုက်တော့တိုက်ပေါ်မှာဆွန့်ချက်နေတဲ့မေတော်ကြီးလန့်သွားအလိုဖះဖះဖះလှုပ်လိုက်တာမြင်းကလေးကြီးကဖြင့်သစ်ပင်တွေလဲကုန်တော့မလို့အိမ်တွေပြိုးကုန်တော့မလို့ပါလားငါသားကြီးကလည်းတညာလုံးသွေးစိမ့်နေအံပြီးတော့နေတာငါသားကြီးကလည်းတညာလုံးပင်မန်းထားလို့အိပ်ပျော်မှမဟုတ်ဘူးမြင်းကလေးလှုပ်တာကိုသိလိုက်ရင်ငါသားကြီးလန့်သွားတော့မှာပါပဲငါသားကြီးသွားပြီးတော့ငါအပိအောင်မပဲနဲ့တိုက်ပေါ်ကဆင်းပြေးလာတိုက်ပေါင်ရောက်တော့သားတော်လေးစုံနာတွေ့ဟဲ့သားတော်လေးစုံနာဘာတော့မဲတော်ကြီးရဲ့မင်းနောင်တော်ကြီးဘယ်နဲ့နေသေးတော့ဝေဒနာများသက်သာရဲ့လားမြင်းကလေးကြီးလှုပ်လို့များလှောက်သွားသေးသလားဟဲ့အော်မဲတော်ကြီးသားတော်ကြီးမရှိတော့ဘူးလို့ဖြေလိုက်ရဲ့မဲတော်ကြီးဒုက္ခဖြစ်ရှာတော့မယ်ကရုဏာတက်လို့အဖြေထွက်မလာပဲနဲ့ဆိုင်းထားတော့
Hé ta rồi đi mấy này là mà chào là mấy nào nói gì bên này đi dễ trông miệng cái liền lúc lúc nhận lang qua đi là luôn màပြောlại mà pi được cái sao aleပြောရတော့မှာပဲမေတော်ကြီးမျက်နှာကြည့်လိုက်နောင်တော်ကြီးမျက်နှာကြည့်လိုက်နဲ့မေပြီနောင်တော်ကြီးဘယ်လိုအဖြစ်ပေးရပါမလို့မေတော်ကြီးဟဲ့ပြောလေတတိထားပြီးတော့သာနားထောင်မှာတော့မေတော်ကြီးမေမေသားကြီးဥပတိတ်တာလေပရိနိဗ္ဗာန်ပြုပြီမေတော်ကြီးရဲ့ဟဲ့ပရိနိဗ္ဗာန်ပြုတယ်ဆိုတာဘာတော့သားတော်တို့အခေါ်အဖြစ်ပရိနိဗ္ဗာန်ပြုတယ်မေတော်တို့အခေါ်အဖြစ်လေမေမေသားကြီးဥပတိတ်တာသိပြီမေတော်ကြီးအသက်မရှိတော့ဘူးလို့လည်းမိတ်လိုက်ပါလေရောနာနှစ်ဖက်လက်နဲ့ပိတ်လို့မိတ်လို့ကြတဲ့မျက်ရည်များခါထုတ်ဟုတ်မဟုတ်နဲ့ရပါမလားမတော်ရတွေပြောကုန်ကြပြီထင်ပါရဲ့ငါသားကြီးစောစောကတရားဟောနေသေးတယ်အခုပရိနိဗ္ဗာန်ပြုသေးပါတယ်သိပါပြီမမဲသိပါပြီသားကြီးကိုကြည်ညိုမှန်းသိလို့ဆုံးကပ်မယ်တရားနာမယ်နဲ့မေတော်ကြီးကြည်ညိုမှန်းသိလို့ဟုတ်ပါပြီကြည်စားနေကြတာနဲ့တူပါရဲ့မေတော်ကြီးကစားနေကြတာနဲ့တူပါရဲ့မေတော်ကြီးဒီကိစ္စကြည်စားအတဲ့အရာဌာနမဟုတ်ဘူးကစားရမယ့်အရာဌာနလည်းမဟုတ်ဘူးမေတော်ကြီးမေမေသားတော်ကြီးဝင်ပြီးတော့ရှူစားစမ်းမအောင်လို့မိတ်တော်မူလိုက်တော့မေတော်ကြီးတိုက်ခန်းနဲ့ဝင်သားတော်ကြီးရုပ်ကလပ်ပြီးခေါင်းရင်ကကမတ်တက်ကလေးရက်လို့မျက်နှာတော်လှုံးထားတဲ့သင်္ကောင်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကိုကအားရရော့လို့အလိုဖယားကြည်စားမောင်ရွှေမျက်လုံးတော်ကြီးအစုံမိတ်လို့ကြည့်နေတယ်လို့ကြီးပါပဲလားငါထင်တယ်လို့ငါသားကြီးကြိတ်နေတာဖြစ်ပါစေတော့ငါသားကြီးကြိတ်နေတာဖြစ်ပါစေတော့နှဖူးတော်လေးလက်နဲ့အုပ်ဆန်းအလိုစီးထန်းနေကြီးပါလားနှခေါင်းတော်လေးနဲ့ကပ်ပြီးတော့နားကလေးနဲ့ထောင်းဝင်လေထွက်လေအသက်ဆူတာများတွေ့ရလေအောင်မလားလို့ရင်ပါပေါ်ကပ်ပြီးတော့နားကလေးနဲ့ဖိဘဝင်ခုံတာများရှိလေအောင်မလားလို့တော့လက်ဖြားတော်လေးပြေးစမ်းလိုက်ခြေဖြားတော်လေးပြေးစမ်းလိုက်နဲ့ဘယ်လိုမှလှုပ်တဲ့လက်တဲ့ရုပ်လက်ခဏတွေကိုမမြင်ရတော့သဖြင့်ဟုတ်တော့ပါဘူးမထင်တယ်လို့ကြိတ်နေတာမဟုတ်တော့ပါဘူးဟဲ့လေကိုရိုးနေပါဖြစ်လားသားတော်ကြီးငါပြစ်သွားပါဘောလားငါပြစ်သွားပါဘောလားသားတော်ကြီးဥပတိတ်တာသားတော်ကြီးရဲ့မေခေါ်နေတဲ့ထားပြီးတော့ထူပါအောင်တော့လားခုတော့လေအမေကတ်တဲ့ဆွန်းကလေးတစ်ထပ်ကိုတောင်းမှမဖုံးပေးခြင်းလို့အမေချက်တဲ့ဆွန်းကိုမစားခြင်းလို့ငါသားကြီးအမေပြစ်သွားပြီထင်ပါရဲ့သားကြီးအမေခေါ်လာရင်ငါသားကြီးကြားရလားငါသားကြီးနာဘယ်လိုများဖြစ်နေပါလိမ့်အမေကတော့ငါသားကြီးဆွန်းကတ်ခြင်းလို့ဆွန်းနေချက်နေတယ်ဘုန်းကြီးလိုက်တာခုတော့ဘုန်းကြီးတဲ့သားကြီးမို့အမေနှမျောလိုက်လေချင်းနမင်းကြီးလေးယောက်ကတောင်ရှိခိုးရတဲ့သားကြီးတရားမင်းကတောင်ရှိခိုးရတဲ့သားကြီးအမေတို့ကိုးကွယ်တဲ့မြမမင်းကြီးတွေကတောင်ရှိခိုးရတဲ့သားကြီးဟောဒီသားကြီးဘုန်းကြီးလို့နာဂရဟမြမတွေကိုအမေမြင်ရပြီခုတော့လေဘုန်းကြီးမလည်းသိရောအမေပြစ်သွားပါမို့လားသားကြီးရဲ့အမေဘယ်လိုလုပ်ပြီးတော့ဖြေရပါမလို့သားတော်ကြီး
Upatita. Oh, Tarosi, Conida, Tuba, Onola, Aji. Ame Pilo may have a Guyelu, Turo, Ponema, and the Arche. Asasalo, Sazisalo, Hosa, Su, Oyu, and Devio. Sarano, Punaso, Tiwo, Saharo. Aha, Pudaro, Kumaro. Ono Amili, Mwe, Taji, the Leatari, Pudara. Asasalo, Kohimaya, Ohimaya. Taripong, Nehimatuka, Tomanaga. Upayaga, the Setami, Lola, Hori Duka, Omajigo. Maria may win a minute down living as I tabido, Nino Muba Unola. Sulinina, Sulikano, Saninina, Sanibarano. Toraliti, Napari, Nisa Oro. Aha, Putaro Kumaro. Ono Amele Mwe Varetaji the Leatari Budara Sulinina Kanika Chana Dizi Hova Lile Kala Homero Itnadi Nazine Dawati Tim Mahapiro Ame Macharapa Valishindari Putia Kurumyaji Tia Hokona Lutumyari Pioda Jabuaye Nataji Tiago Ametaka Mamma Miguel Amenaji Eridunga Kang Lagere Taji Akuno Nataji Teahunayama Aminguya Wavola Ame Hello Lopido Piava Mato Yellow Taji Jahanaji Yamigi Pipido Sungalita Tama Makalaya Pingalit as own, Tigalit, Panagalit, Yamale, Amimaluda Laya. Ame Pona, the Temio Mohori, Taji, Pianjua Lare, Chikama. Ame Suizani, Sopido, Gogo, Naimaye. Kurale, Chow the Somi, the Yaunema, Magogo, Laya Leje. Ame Majina, Naimabu, Yellow. Na Pari Kana Hob your Yada, so many Amidaji Hanogo Nipirani Bingam Tate, Song Tanakuma Dora Ludahano Mamulaya Lila Taro Asimya Jipaya Amebalo ma utayari machewu Tanyalo tayara mari pianelo Tiyonga jine teme sura ame mati babu Hori yoga jine da teme sura ame tiye phe Amelo myo ma shire pona jo sayawone khobido ngataji ko Amele segale talu law ma mathu la ya segale takhwa ma matak la ya lo Ame Wutayari Machewu, Tahiya Wutayari Machewu, Nagaji Anet Wizini, Ame Tasama Toma Pilaya Nagaji go Yengwene Tabido Ame Mapuzulaya Vala Bele Matin, Ame Yengwene Talo Nagaji Ata Ame Yengwene Tray Ame China Paye Kurale Go in Yapido Amigo Tayala Mani Pia Pidogama A pedaga pay on Taya Hore Tajigoma Ame Atama Pilalo me Velonina Mamachina Naimabu Taroji Ame Velo Bido Shiava Maro Yellow Korea Hanila Sinya Tuli Ane Yoga Miago Na Korea Tama a job, Ponaro Ruinema Hamale Makuza Laya Lila Taro Asimya Jipaya
ရုပ်ကလကြီးခေါင်းရင်ချေရင်လှက်ပတ်ပြေးလို့ဟောဒီသားတော်ကြီးရုပ်ကလကိုအမေခေါင်းနဲ့တိုက်လိုက်မကွယ်လို့ရုပ်ကလကြီးခေါင်းနဲ့ဇွတ်ဆောင်ဆောင်တိုက်တော့မေတော်ကြီးတတိထားမပေါ့တတိထားမပေါ့တိတ်ရုပ်ကလကြီးလှုပ်လှုပ်လက်လက်မလှုပ်နဲ့လေတော်ကြလူနာပြမသရဝါတွေလာလိုက်အောင်မယ်ရုပ်ပြက်ဆင်းပြက်မှုအကိုးကွယ်ခန့်နေပါအောင်မယ်မေတော်ကြီးရဲ့မှန်လားပါဗျာတပည့်တော်မှသိပါတယ်ဗျာအရှင်ဘုရားတို့ဆရာတော်ကိုရှုတော်မူကြစမ်းပါဦးဗျာဒီလိုပရိနိဗ္ဗာန်မဆန်းခင်မသေးခင်တောင်မှနတ်တရားပြမတွေလာတာကိုတွေ့ရသဖြင့်ယခုလိုပရိနိဗ္ဗာန်ဆန်းနေဆိုတာများသိကြရင်ဖြင့်ဟောအထက်ကနတ်တရားပြမတွေဆိုတာမြေပြိုမတက်လာလိမ့်မယ်ဆိုတာတပည့်တော်မှသိပါရဲ့ကြည့်တော်မူကြပါဦးဗျာရွှေမြေလုံးတော်ကြီးမိတ်ပြီးတော့ကျိန်းနေသလိုကြီးပါလားဗျာတပည့်တော်ဘယ်လိုနည်းနဲ့မှဒီရွှေတို့ရွှေခဲကြီးမပြည့်ရနိုင်ပါဘူးရဲ့လို့သမ်းမောင်ရဲ့မတလဲလူကလေးသားတော်ကြီးဥပတိတ်သမ်းမောင်ရဲ့မောင်မိခင်ငယ်မြေရောစီငိုကကြီးပါလို့ဒီမြဲရဲ့အမေမျက်ရှိမကြတော့ဘူးလို့အောက်မေးခဲ့ပေမဲ့လို့အမေလေးသားလေးယောက်သမီး3ယောက်သားသမီး9ယောက်ခေါရမဖယားတော်မှားလိုက်သွားတယ်ဆိုပြီးတော့အမေဒေါ်လာတွေဖြစ်နေလို့မျက်ရည်တစ်စက်မှမကြခဲ့ဘူးပါဘူးအခုတော့နိုဘိုးကြည်အောင်ကျေးဇူးလာပြီးတော့ဆက်ငါသားကြီးတရားဟောလို့အမေတရားတော်မှငိုရပါဟောလားသားကြီးရဲ့မောင်မိခင်ငယ်မြေရောစီငိုကကြီးပါလို့ဒီမြဲရဲ့ခွေးရင်ကနွမ်းသားမောင်ကိုလုံးနာနဲ့ပင်မောင်မာပြီတော့မပင်မောင်မာပြီလူကလေးရဲ့အမလေးအမေရဲ့ချမ်းကွယ်ပြီးတော့သေရကြီးရဲ့လေအမေရဲ့ချမ်းကွယ်ပြီးတော့သေရကြီးရဲ့အမေဖြေလို့မရတော့ပါဘူးသိပါပြီအခုတော့ငါသားကြီးအမေကိုမတနာလို့ပြစ်သွားတာမို့တာရီမေမဝါရီနွယ်အယူမဟာဝေမေတသုတာရှင်ယဟနာသခင်ကြောင့်လွမ်းစရာဆင်မီကိုအခုတော့သေကံဒီမှာအလုံးပို့အောင်အမေလာပြီးတော့လှုပ်တန်းနဲ့တူပါရဲ့အမေသိပါပြီဥပတိတ်တာရဲ့ပရမေဇိနာဝဇနာချွေတော့ငါအမေကိုဓမ္မရေကမြက်ခါပါအရဟမထေမာအရဟမထေမာမရဏပြေသူကတက်တော်ကြောင့်ပူပြမအလီလီနဲ့ခရတော်မယ်ကွယ်ဟမမင်းတိပြက်လူမောမိစတဆက်ဇောဟောဒီတာတော်ကြီးကိုတော့အလောနမြောတာရဲ့အမေနမြောထိုင်လေကြီးအဖေဘယ်လိုနည်းနဲ့မှဖြေလို့မရပါဘူးတဲ့ကြောက်စရာကောင်းတဲ့အနိစ္စသဘောတရားတွေပါလားယဟန္တာကြီးအိမ်ကြွလာလို့မှကိုမိခင်ကြီးဆွမ်းကလေးတစ်ထပ်ကပ်ရအောင်မဆိုင်နဲ့ဟာပါလေမရဏရှင်သေမင်းဟောငါပဲနည်းနဲ့မှမကျေနပ်နိုင်ပါဘူးရက်စလိုက်တာရဆက်စကြီးခေါ်ရကြပါပဲရဲ့အနိစ္စဘိဇနာဟုထိတ်ဆရာဓမ္မကတိသအသေးမကြီးညလို့သာသနာရဲ့မှာယဟန္တာတန်လျာမှတိဏ္ဏခန္ဓာသိရှာဘောအင်းကြီးရမအင်းကြီးရအမေငါသားကြီးညရှာကိုကြွပေးမယ်လို့အမေမငြိမ့်နိုင်ပါဘူးမြေမို့ထိတ်ဦးမကကျူဟူတဲ့ကျေးဇူးအရှင်
ကေမတရားကွာ၍ဘာသာမရှိဆွဲကန်ကြီးတဲ့ဒိဋ္ဌိအယူမလေးကြည်စားမောင်မစ္ဆဒိဋ္ဌိကောင်းပါကြီးအပေရကပိတ်အောင်နိုးဖို့ကြည်အောင်ကျေးဇူးတွေဆက်သွားတဲ့သားကြီးမို့အမေဘယ်လိုနည်းနဲ့မှငါသားကြီးကိုမပြည့်ရဲ့နိုင်မဘူးရဲ့လို့ဒိဋ္ဌိအယူလွဲမသူမစေရနာနဲ့အဖေဘဂဝါဖယားဝါဒေသနာကြားပါတဲ့တရားဓမ္မလက်သစ္စာကိုမတာအမိညာပြင်းကြီးလေးသိရလေအောင်ဟောပြဆောင်၍ရွှေဖောင်မဲ့ခင်ဝိစံကြွမြောင်းနိဗ္ဗာန်လောက်ပါတဲ့ယဟန်မြရှင်နဲ့မယဟန်မြရှင်မလေးအမေတားပြီးမရတော့ပါဘူးတားလို့မရမယ်အတူတူမို့မတားကသွားရှာဖို့အမေသားဟာဖယားတွေအဆူဆူကမြောက်ရှာတဲ့နိဗ္ဗာန်ကိုစိတ်ကြောင့်မဟုတ်လို့ရဲ့ကွယ်ဟမမင်းမြောက်ကြွလို့သွားဟာအမေမတော်ပရိရိပွားဟာဟောဒီတာတော်ကြီးကိုတော့အလောအလောတနာအငိုတကူဗျမေတော်ကြီးဒေသကြီးမေတော်ကြီးဒုက္ခရောက်ပြီဘူးလားဒုက္ခရောက်တဲ့ဘောမေတော်ကြီးဒီသားတော်ကြီးအဒီကဲ့သို့လွမ်းဆွလို့ငိုပြီးတဲ့နောက်ဆုံးမေတော်ကြီးကရွှေပြတ်တာ900ငွေပြတ်တာ900ဆိုတော့မေတော်ကြီးကပြတ်တာ1000နတ်တွေကပြတ်တာ1000ဆိုတော့ဟောသားတော်ကြီးရဲ့ရုပ်ကလအနောက်ဆုံးပြတ်တာ2000ဖြင့်ပူဇော်လိုက်ရပါတယ်ဗျာဟေးလူငယ်တွေမှတ်စမ်းဟေးယဟန္တာကြီးကောမှမိဘကျေးဇူးကိုဆက်ရင်တို့လူငယ်တွေဆက်ထိုက်မဆက်ထိုက်ဆက်ကြဟဲ့မသေးခင်ကြွေးကြတေမမငူနဲ့အပိုးပဲချို့မသေးခင်တော့မတထားပါဘူးရော့မြို့စို့ကြီးများလွန်အိမ်ကအလကားနေပြီကလေးထိမ့်မော်မရဘူးမတထားဘူးလူကြီးတွေကသူတို့မျက်နှိပ်မျက်နှာကဲကြည်စားနေရဒါကြောင့်ငကလေးတို့နွားမကြီးစို့တဲ့ကောသလအိမ်မက်ကသူတို့မှီစားနေရမသေးခင်တော့ဒီတိုင်းပဲသေသွားရင်တော့လှုပ်ပါပြီဓာတ်စာလေးအနာနာချလို့အမေနဲ့တဲ့ထင်လို့သမီးဆရာဦးမေးပြီးတော့ဝဲလာတယ်ဒီဓာတ်စာလေးထားစားပါဦးလို့ဟောလှုပ်ပြီးသေမဓာတ်စာကျွေးလူမကြီးဟိုသေးနေတဲ့လူကြီးကစားလိမ့်မဟဲ့အသက်ထွက်အောင်သာထိုင်ကျွေးတော့တို့လူတွေကလူပြက်တွေပြောသလိုလူပြက်တွေကပြောတယ်မင်းတို့မင်းကြီးတနာတယ်တဲ့ဘာဖြစ်လို့တုံးဆိုခုခေတ်ပေါ်နေတဲ့ဖွာလူတာလေးတစ်ခွက်လောက်တောက်မသွားရရှာတယ်တို့လူတွေလည်းဒီတိုင်းဖြစ်ဒါကြောင့်တရားနာပြိဿကြီးမသေးခင်ကျွေးကြစမ်းမှသေမငိုမနေပါနဲ့မှန်လားပြိဿကြီးမှန်ပါတယ်ဗျာမကောင်းဘူးလားပြိဿကြီးမှန်ပါတယ်ဗျာဒါကြောင့်တရားနာပြိဿကြီးဟောသတ္တမိ9ယောက်လိုက်သွားတော့ကဒေါသဖြစ်နေလို့မျက်ရည်တစ်စက်မှမထွက်တော့လဲတာတော်ကြီးတရားကိုနာရမှအပေရကပိတ်မှမျက်ရည်ကြရသဖြင့်တရားနာ၍ငိုရသည်ဆိုတဲ့ဇတ်တော်သည်ဒီကနေ့တရားနာပရိသတ်တကုံတိုက်ရှိတောင်ငူမြို့မှာ9ညမြောက်နောက်ပိတ်ဆုံးတရားဝဲမှုအားခဲပြီးမေတ္တာပို့ကြစို့။ကိုင်းဆိုကြပရိသတ်တကဘာလုံးမှာမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေခမည်းတော်ရုပ်ကြောက်ပြီးနောက်လာရမှတော့နိုင်ပြန်တစ်ချက်ခွဲတော့မှချမ်းချမ်းနဲ့လည်းကုတ်ကဇွတ်ထိုင်နေတာပဲကိုင်းအိမ်ပြန်ဖို့မယ်ဗျာအတ္တကေဟေပြောသမျှဟောသမျှတဲ့ကသဘောမကျပဲအပြစ်တွေ့ခဲ့လည်းရင်ခြေရင်ဖုံမုန်းစိတ်တွေ့ပြစ်ပြသည်သည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသီခွေသာပြန်ကြပေတော့နိဝတ္တတုမေတ္တာယဘခါဖြောင်းလိုက်မယ်ပြစ်ပရတွေဝေးရကမြန်းစီရော
ချစ်တော်ရာဆွေကလျံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်